ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တွေကမချစ်ကြဘူးဗျကိုကိုကျိုးစီဘွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေဟိုများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေပါကျွန်တော်လည်းမပါအောင်နေပါမယ်ကြိုးစားကြတာပေါ့ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမယ်အကြောင်းအရာကကိန်းဂဏန်းလေးတစ်ခုကိုအရင်မှတ်စေချင်တယ်ကိန်းဂဏန်းလေးတစ်ခုအရင်မှတ်စေချင်တယ်အခြားတော့မဟုတ်ဘူး89ဒါကျွန်တော်လည်းမှတ်စေချင်တဲ့ကိန်းဂဏန်းတစ်ခုပါပြန်ပြောရမယ်89ဆိုတဲ့ချက်ဂဏန်းပြောတာမဟုတ်ဘူးနော်ချက်ပေါင်းမှာခေါ်တီးမယ်လို့ဘာလို့အုပ်စုတွေအတွက်ချက်ဂဏန်းပြောတာမဟုတ်ဘူးချက်ဂဏန်းပြောတာမဟုတ်ဘူးတကယ်ပြောချင်တဲ့ဒီနေ့အကြောင်းတွေရလဲဖွင့်ထားတာဖြစ်တဲ့အတွက်ဆက်ပြီးပြောမှကိစ္စမလို့ဒီ89ဆိုတဲ့ကိန်းဂဏန်းကိုကျွန်တော်ပြောတာပါအဲ့တော့ပြန်ပြောရင်89ဘာလဲလို့ပြောသိချင်ပြောပြပါမယ်ကျောင်းဆရာမပညာရေးဝန်ထမ်း89ယောက်ရှိပါပြီအသက်ခံရတာပြီးခဲ့တဲ့တရက်နှစ်ရက်ကျောင်းဖွင့်ကနေတရက်လောက်အလိုမှာအသက်ခံရတာနောက်ဆုံးအသက်ခံရတဲ့ကျောင်းဆရာမအပအဝင်ဆိုရင်89ယောက်ရှိတော့ပါပြီကဲအဲ့တော့ဘယ်မှာဖြစ်တာလဲဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီနေ့စပြောပါမယ်ဒီမကွေးတိုင်းစာကြီးနန်းပေါင်းမြို့တယ်ဝက်ချုပ်ဆိုတဲ့ကြေးရွာမှာနော်ဝက်ချုပ်ဆိုတဲ့ကြေးရွာမှာအဲ့ရွာမှာရှိတယ်ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်းခွဲအဲ့ကျောင်းမှာကျောင်းပညာသင်ကြားနေတဲ့ပညာသင်ကြားမှုပြုပေးနေတဲ့ဆရာမဒေါ်တန်းညွန့်ဆိုတဲ့ဆရာမကြီးအသက်62နှစ်ရှိပါပြီအဲ့ဆရာမကြီးနဲ့သူ့ခင်မောအသက်59နှစ်အရွယ်ဦးတောင်းခင်တို့ဟာတဲ့နော်သူ့အိမ်မှာပဲသူ့အိမ်မှာအေးစေးကျောင်းမှာရှိကျောင်းကအိမ်ကျောင်းမှာရှိနေတဲ့အချိန်မှာပဲဂျွန်လာ1ရက်နေ့မနက်ပိုင်းမှာပြီးခဲ့တဲ့ဂျွန်လာ1ရက်နေ့မနက်ပိုင်းကနော်အဲ့အချိန်မှာပဲဘယ်အဖွဲ့လဲဆိုတော့ PDF အဖွဲ့တွေရောက်ချလာတယ် PDF အဖွဲ့ရောက်ချလာတယ်နတ်မောက်ဒေသအခြေစိုက်တယ်ဆိုတော့နတ်မောက် PDF ဖြစ်ပေါ့ဗျာအဲ့အဖွဲ့ရောက်ချလာတယ်ရောက်လာတဲ့ PDF သူကဘာပြောလဲဆိုတော့အဲ့ဆရာမယူသူတို့လူချင်းတဲ့ CDM ပေါ့သူတို့အခေါ် CDM ပေါ့ဒီဘက်ကျွန်တော်တို့ကခေါ်ဆန် DCS ပေါ့ DCS လို့ခေါ်တာဘာလဲဆိုတော့ disloyalty civil service ပေါ့နိုင်ငံတော်သစ္စာဖောက်တဲ့ဝန်ထမ်းပေါ့နိုင်ငံသစ္စာဖောက်ဝန်ထမ်းပေါ့ကျွန်တော်ဒီလိုပဲစကားလုံးလော်တက်ပြောပါမယ်သစ္စာဖောက်ဝန်ထမ်းတို့တော့သစ္စာမဲ့ဝန်ထမ်းလို့သုံးတယ်ကျွန်တော်တို့နိုင်ငံသစ္စာဖောက်ဝန်ထမ်းလို့သုံးပါမယ်အဲ့တော့နိုင်ငံသစ္စာဖောက်ဝန်ထမ်းလုပ်ဖို့ဒေါ်တန်းညွန့်ကိုလာပြီးတော့ PDF တွေကတနက်နဲ့ချင်းချောက်တယ်ကျွန်တော်တို့အရသာစကားပြောရင်ခင်ဗျာဆရာမကြီးခင်ဗျားနေတဲ့ CDM လုပ်ပါခင်ဗျား CDM မလုပ်ဘဲနဲ့ကလေးတွေဆက်တင်နေပြီဆိုခင်ဗျားတို့ကျွန်တော်ကဘာလို့မညာလို့အေးအေးပါမယ်ဘာညာပေါ့စသဖြင့်ပြောတာပေါ့အဲ့လိုပြောတဲ့ခါကျတော့အေးအေးပါပြောတော့ဆရာမကြီးကဘာပြန်ပြောလဲဆိုတော့ဒါဆရာမကြီးဘာပြန်ပြောလဲဆိုတော့ငါတို့အဲ့ဒီမလုပ်ပေးနိုင်ဘူးဆိုတော့ဆရာမကြီးကပြောတယ်ပြောတော့ကျောင်းသားကျောင်းသူတွေအနာဂတ်အတွက်နော်နိုင်ငံဝန်ထမ်းတူဖြစ်နေတာဝန်ကျေမှုသာငါထမ်းဆောင်မယ်ကျောင်းသားကျောင်းသူတွေအနာဂတ်အရေးကိုပဲငါတာဝန်ကျေမှုထမ်းဆောင်မယ်လို့ပြောတယ်ငါမလုပ်နိုင်ဘူးပြောတယ်ငါ CDM မလုပ်နိုင်ဘူးဆိုတော့ okay အဲ့လိုမလုပ်ရကောင်းလားလို့ပြောတယ်မလုပ်ရကောင်းလားလို့ပြောတယ်ပြောပေမဲ့တစ်ခေါက်တော့မရတဲ့ခါနှစ်ခေါက်တော့ကောင်ပြောတယ်ဟိုကလည်းမရဘူးဒါပဲငါလုံးဝမလုပ်နိုင်ဘူးညင်းတဲ့ခါကျတော့ okay အဲ့လိုညင်းသလားဆိုပြီးအဲ့ဆရာမကြီးနဲ့သူ့အကြောင်းကိုကုတ်ဆွဲခေါ်ရတယ်ကုတ်ဆွဲခေါ်လာပြီးတော့ခေါ်လာမှလူလိုသူတော်လေးစားခေါ်တာမဟုတ်ဘူးနော်ခင်ဗျာအတင်းတန်းတုံးထိုးပြီးသွားဟာဆက်ဆိုတော့ပြောပြီးခေါ်ရတယ်ခေါ်လာလည်းပြီးတော့ရွာရဲ့အနောက်ဘက်မှာရှိတယ်2မိုင်လောက်အကွာမှာရှိတယ်နေရာလေးရောက်ကောအဲ့နားလေးရောက်ကောတခါတည်းအဲ့ဆရာမနဲ့သူ့ယောက်ျားကိုနေမငစားတွေပြောပြီးတော့ရိုင်းစတိုင်းတွေပြောပြီးတော့ပြတ်တက်လိုက်တယ်တန်းနဲ့ပြတ်တက်လိုက်တယ် PDF ဖွဲ့တယ်အဲ့ပြတ်တက်တဲ့ဖြစ်စဉ်ဖြစ်သွားတယ်အဲ့တော့အဲ့လိုပြတ်တက်တဲ့ဆရာမတယောက်ကခုနမကြခင်မှာအကြောင်းအခုဒါကြောင်းဒီနေ့ဆိုတာကျွန်တော်3ရက်နေ့ဆိုတော့အကြောင်းတွေကမနေ့က2ရက်နေ့စဖွင့်တယ်ဒီ3ရက်နေ့ကြောင်းဖွင့်တဲ့အချိန်မှာဆရာမကြီးတယောက်ကိုလုံဆုံးမသွားရှာတယ်ဒီဆရာမကိုလုံဆုံးမသွားတဲ့ဒီဆရာမဆီကနေဖူးပွင့်လာမဲ့ပန်းပွင့်နေအပွင့်ပန်းပွင့်လာမဲ့ပန်းပွင့်လာမဲ့ဒီပန်းလေးတွေအတွက်ရေလောင်းပေါင်းတယ်လို့ဆရာမတယောက်ဆုံးရှုံးသွားရှာပြီခင်ဗျားတို့ကျွန်တော်တို့ရဲ့သားသမီးတွေကိုရေလောင်းပေါင်းတင်လုပ်ပေးမဲ့ဆရာမတယောက်အခုဆုံးရှုံးသွားပြီနင်းထိုင်တယ်ဒါကြောင့်ကျွန်တော်89ဆိုတဲ့ကိန်းဂဏန်းကိုခင်ဗျားတို့အလကားမဟုတ်ဘူးဒီမထက်ထည့်ပြောတာပါနော်ဆိုတော့စုစုပေါင်း89ယောက်ရှိပြီလို့ NASA ကရဲ့သတင်းထုတ်ပြန်ချက်အရ data ချက်လက်တွေကပြောရင်89ယောက်ရှိပါပြီပညာရေးဝန်ထမ်းပေါင်း89ယောက်တီကို PDF တွေကတပ်ဖြတ်ခဲ့ပြီးပါပြီဒီလိုတပ်ဖြတ်လိုက်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ရဲ့သားသမီးတွေပွင့်လန်းလာမဲ့ပန်းတွေကိုရေလောင်းပေါင်းတင်လုပ်ပေးမယ်ပညာရေးဝန်ထမ်းတွေဆုံးရှုံးသွားရပါပြီအဲ့တော့ဒီနေ့27နိုင်ငံခင်းချက်မှာကျောင်းဆရာတွေကိုတပ်ဖြတ်တဲ့လုပ်ရက်တွေလုပ်တာကယွန်စရာတိတ်ကောင်းလာပါတယ်ဒါတွေကလုံးဝလက်ခံမဲ့ကိစ္စမဟုတ်ပါဘူးစာတင်ကျောင်းတွေကိုဖျက်ဆီးတာကျောင်းဆရာတွေကိုတပ်ဖြတ်တာပြောစာတင်ကျောင်းတွေဖျက်ဆီးတာဆိုတော့တနိုင်ငံလုံးမှာရှိတဲ့စာတင်ကျောင်းပေါင်းကရာခဏမို့ထောင်ခဏနီးပါးလောက်ကပောက်ခွဲတိုက်ခိုက်တဲ့ချင်းကြောက်တဲ့တပ်ဖြတ်ဖို့ပဲဖြစ်တယ်ဘယ်သူတွေကလုပ်လဲမေးငါတို့သိတဲ့အတိုင်းပဲစာတင်ကျောင်းတွေမှာတော့စာကတ်တယ်စာတင်တဲ့သူတွေကိုစာမတင်ဖို့စာကတ်တယ်စာတင်ဘာလို့မညာလို့မဘုံခွဲမဲ့ချင်းကြောက်တဲ့စာတွေကတ်ကြတယ်ကတ်ခဲ့တာဘယ်သူတွေကတ်ခဲ့တာလဲခင်ဗျားတို့မမေ့ကြဘူးသေးဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့လိုလူတွေအပေါ်မှာတချို့တွေကအခုတည်းထောက်ခံမှုပြုနေကြသေးဖြစ်တယ်ထောက်ခံမှုပြုလူတွေထောက်ခံကြပါဒါပေမဲ့ခင်ဗျားတို့မမေ့ဘူးကတော့ခင်ဗျားတို့အမေသာကျောင်းဆရာမတယောက်ဖြစ်တယ်အဲ့လိုအသက်ခံမယ်ဆိုရင်ခင်ဗျားတို့ကိုချင်းစာမလားအဲ့တော့မှကိုချင်းစာမလားဆိုတော့အားလုံးမေ့ချင်တယ်အဲ့တော့ကိုချင်းစာတရားဆိုတာကိုရှီကိုတက်တဲ့လာမကိုရင်ဝါကိုတက်တဲ့လာမကိုချင်းစာတက်တယ်ဆိုတာလူမဟုတ်ပါဘူးတပားသူတိုင်းပြည်အရေးနဲ့ပတ်သက်ပြီးတပားသူထိရနေတဲ့ဆုံးရှုံးမှုဖြစ်ရတာတွေပြောရတယ်ဒါကိုချင်းစာတရားထားဖို့လိုအပ်ပါတယ်အဲ့တော့ကိုချင်းစာတရားကင်းမဲ့ကြတဲ့လူတွေဒီတိုင်းပြည်မှာသိများနေရင်ဒုလိုမျိုးပဲဆရာမတွေတောက်ပြီးတော့တပ်ဖြတ်ခံရပါအောင်မယ်အခုလို့ဆိုတော့ကျောင်းဆရာမတယောက်အသက်ခံရပါတယ်ဒီမရိုင်းရမ်းကားတဲ့လူတွေရဲ့တပ်ဖြတ်မှုကြောင့်လူကောင်းလူတိုင်းပြည်အတွက်အကျိုးရှိတဲ့ယတနာတိုင်းပြည်အတွက်အကျိုးရှိတဲ့တိုင်းပြည်မဲ့အနာဂတ်ကလေးငယ်တွေအတွက်ရေလောင်းပေါင်းတင်လို့ဆရာမတယောက်ကိုလုံးဆုံးသွားတယ်အစ်စ်ဖြစ်နေသူ့ရဲ့ခင်မွန်းတွေပါကိုလုံးဆုံးမရှာတယ်ဒါတပ်ဖြတ်မှုအဲ့တော့ဒီတပ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကတော့ဆန့်ကျင်ကန့်ကွက်ကြောင်းတရားဝင်ပြောပါတယ်လောကတာလက်မခံပါဘူးဒီတပ်ဖြတ်မှုတွေเนาะအဲ့တော့စိတ်မကောင်းစရာဒါလေးဒါပထမဆုံးဒီပညာရေးဒီနှစ်2025-26ပညာသင်နှစ်ပြန်စတော့ရှိသေးတယ်စတာမှအခုမှ2ရက်ပဲရှိသေးတယ်เนาะ
2ရက်နေဆိုစဖွင့်မယ်1ရက်နေမှဒီဆီယမိုင်းတက်ခံလိုက်ရတယ်ကျွန်တော်စဉ်းစားကြည့်ပါနော်အသက်60နဲ့တနည်းရှိပြီဒါပင်စင်လဲသိမကြခင်သွားရတော့မှာသူ့အသက်ပြရဆိုပင်စင်လဲသွားရတော့မှာအေးစေးနေရတော့မယ်ကာလမှာမနေရဘဲနဲ့ဒီလိုမျိုးလူရန်ကားတွေလူမိုက်လူရန်ကားတွေရဲ့အကြမ်းဖက်သမားတွေရဲ့တပ်ဖြတ်ခြင်းကိုဆီယမိုင်းခံလိုက်ရတာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ကြုံလို့ထည့်ပြောတာပြီးတော့ကျွန်တော်မနေ့ကကျောင်းနဲ့ပတ်သက်ပြီးပြောတယ်ကျွန်တော်ကကျောင်းသားဥယျာဉ်9တန်းထက်မနည်းဖြစ်လာနိုင်ရရှိတယ်ဖြစ်ဖို့လည်းမျှော်လင့်ထားပါတယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဒီနေ့မနေ့ NASA ကထုတ်ပြန်ချက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာ6တန်းကျော်ပေါ့ဆိုတော့မနစ်ကတဆိုင်2သိန်းနဲ့9000ကျော်ရော့ရတယ်လို့ပြောလို့ရတယ်မနစ်တဆိုင်မနစ်က2024 25ပညာသင်နှစ်တဲ့ဆိုင်2သိန်းနဲ့9000ကျော်ရော့သွားတယ်ပြောရရင်တော့ပိုတော်များလာမယ်ဟာမများပဲနဲ့ရော့သွားတယ်ဒါကတော့စိတ်မကောင်းစရာကိန်းဂဏတစ်ခုပဲခင်ဗျားတို့ပြန်တွေးကြည့်မယ်ဆိုတော့ကျွန်တော်များလာဖို့မျှော်လင့်ခဲ့တာပါဒါပေမဲ့မဖြစ်လာဘူး9တန်းလောက်ထိဖြစ်လာဖို့ကျွန်တော်မျှော်လင့်ခဲ့တယ်တိုင်းပြည်မှာပြပညာရေးကိုဒီပညာသင်ကြားမဲ့ကလေးငယ်တွေ10တန်းလောက်ဖြစ်လာတယ်12တန်းလောက်ဖြစ်လာတယ်ပိုတော်ဝမ်းသာတယ်ဒါပေမဲ့ခုကရော့သွားတာစိတ်မကောင်းဖြစ်ရတယ်ဘာလို့ရော့လဲလို့ကျွန်တော်စဉ်းစားဆင်ခြင်ကြည့်လိုက်တဲ့အခါကျတော့နယ်မြေတွေဆုံးရှုံးမှုနယ်မြေမတည်ငြိမ်မှုတွေပုံများလာခဲ့တာကြောင့်ဖြစ်တာမနစ်ကတည်းကဒီနှစ်မှာမနစ်က2024 25ပညာသင်နှစ်ဆိုင်2025 26ပညာသင်နှစ်စမယ့်အချိန်မှာတချို့မျိုးတွေကျောင်းသားတွေမရှိတော့ဘူးဥပမာဗမော်ကျောင်းသားတွေမသွားနိုင်ဘူးအင်းတော်ကျောင်းသားတွေမသွားနိုင်ဘူးနော်ချင်းပြည်နယ်ကျောင်းသားတွေတော်တော်များမသွားနိုင်တော့ချင်းပြည်နယ်မှာရခိုင်ပြည်နယ်ကျောင်းသားတွေမသွားနိုင်ဒါတွေကထိခိုက်နေတာဆုံးရှုံးသွားတဲ့အခါကျတော့အဲ့ဒီဒေသမှာရှိတဲ့ကလေးတွေကျောင်းတက်ချင်တော့နည်းနည်းပတ်စံနည်းနည်းရှိတဲ့လူကျတော့တည်ငြိမ်တဲ့မျိုးပြောက်ပြေးကြတယ်ပြေးဝင်တိုင်ပြေးကြတယ်ပြေးပြီးတော့ကျောင်းတက်ကြပြီမဲ့မူလအခြေအနေပြန်မရောက်တဲ့အခါအဲ့ဒီဒေသမှာကျောင်းသားများစွာကျောင်းမတက်ရတဲ့ကလေးတွေအများကြီးပေါ်ပေါက်ခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်9တန်းလောက်ဖြစ်ဖို့မျှော်လင့်တယ်လို့ပြောခဲ့ပေမဲ့အခု6တန်းကျော်ပဲဆိုတော့စိတ်တော့မကောင်းပါဘူးအဲ့ဒါကျွန်တော်တို့လက်ရှိခင်းချင်းပေါ့ဗျာနော်ဒါလက်ရှိခင်းချင်းပါနော်အဲ့ဒါလေးကိုကျွန်တော်ကြုံလို့ထည့်ပြောတာပေါ့နော်ဆိုတော့ဒါတော့ပညာရေးနဲ့ပတ်သက်ပြီးဒီနေ့ဘရောင်းဆက်ပြောတဲ့သတင်းပါနောက်တစ်ခုကကျွန်တော်ပညာရေးပြီးရင်ကျမ်းမာရေးသတင်းလည်းကျွန်တော်ပြောပါမယ်ကျမ်းမာရေးသတင်းကလည်းကျွန်တော်တို့အားလုံးကသတိမေ့နေပေါ့ရော့နေရင်ကျွန်တော်တို့ခန်းစားသွားနိုင်တဲ့ကိစ္စမလို့ပါအဲ့ဒါဘာလဲဆိုတော့ကိုဗစ်ပေါ့ကိုဗစ်ကအခုပြန်တွေ့ရှိတာကိုဗစ်တွေ့တာမြန်မာနိုင်ငံမှာကိုဗစ်တွေ့တာ23ယောက်ရှိပြီ23ယောက်ရှိပြီကိုဗစ်တွေ့တာကိုဗစ်ပြန်ဖြစ်တာပေါ့ဗျာကိုဗစ်ဖြစ်တဲ့ဆိုရင်ပြန်လဲစမ်းစစ်ပြီးတွေ့ရှိတာ23ယောက်ရှိပြီအဲ့တော့တချို့ကပြောမယ်ကိုကျော်မြင့်ခင်ဗျ16ယောက်တည်းမဟုတ်ဘူးလားမှန်ပါတယ်16ယောက်ဆိုတာကပြီးခဲ့တဲ့နောက်ဆုံးရက်သက်ပတ်တွင်ဖြစ်တာမေလ18ရက်နေ့ကနေစတွက်မယ်ဆိုရင်ပြီးခဲ့တဲ့မေလ18ရက်ကနေပြီးတော့ဒီဂျွန်လ1ရက်နေ့ညအထိ2ရက်နေ့နောက်ဆုံး confirm လုပ်တာ1ရက်နေ့ညအထိနောက်ဆုံးကောက်ယူပြီးတော့2ရက်နေ့မှာ confirm လုပ်ပြီးတော့3ရက်နေ့မှာအများပြည်သူဒီနေ့မနေ့အစိုးရကျင်ညာတဲ့အထိပြောမယ်ဆိုရင်23ယောက်ရှိပြီနောက်ဆုံးပတ်မှာ18ယောက်ပြီးခဲ့တဲ့ရက်က6ယောက်တွေ့တာ6ယောက်ကနေပြီးတော့6ယောက်ပြီးခဲ့တဲ့18ရက်ကနေဂျာ25ရက်နေ့ထိတယ်25ထိတယ်9ရက်တွင်မှာသူတို့စစ်လိုက်တဲ့ခါမှာ18က25တွင်မှာစစ်လိုက်တဲ့9ရက်တွင်မှာ6ယောက်တွေ့တယ်အဲ့ကနေပြီးတော့25ကနေပြီးတော့တရက်ညထိစစ်လိုက်တဲ့ခါမှာနောက်ထပ်18ယောက်တွေ့တယ်ဆိုတော့ပြောရင်ပြီးခဲ့တဲ့တစ်ပတ်ဒီဘက်ပါနောက်ဆုံးတစ်ပတ်က3စာနီးပါးတက်သွားတယ်ပြောရင်တော့20နဲ့တိုတရားဖြစ်ပေါ်ရင်23ယောက်ဖြစ်သွားတယ်ဆိုတော့ဖြစ်သွားတဲ့23ယောက်တည်း18ယောက်နောက်ဆုံးတွေ့တဲ့18ယောက်ကတော်တော်အန်းအသင်စရာကောင်းတယ်18ယောက်ကတရားအန်းသက်ကောင်းတယ်အဲ့ဘာမှတွေ့ရဆိုရန်ကုန်မှာအများဆုံးတွေ့ရဖြစ်နေတယ်ကျွန်တော်အဲ့ဒါကြည့်တော့ကျမ်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်ပေါ့နော်ထုတ်ပြန်ချက်မှာ CDC မြန်မာ CDC ပေါ့နော်အဲ့ဒါထုတ်ပြန်ချက်မှာဘာလဲဆိုတော့ဒီ25ရက်နေ့ကနေပြီးည8နာရီကနေပြီးတော့တရက်6လ2025ည8နာရီအထိရက်တော်တွေတွေ့ရှိရတဲ့ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ19ဦးကိုတဲ့မြို့နယ်လိုက်တွေ့ရှိရမှုအခြေအနေအောက်ပါတယ်ဖြစ်ပါတယ်ဆိုတော့ထုတ်ပြန်အဲ့မြို့ကိုကြည့်လိုက်တဲ့ခါကျတော့လှိုင်မြို့နယ်မှာ3ယောက်တွေ့တယ်ကမာရွတ်မှာ2ယောက်တွေ့တယ်မယန်းကုန်းမှာ2ယောက်တွေ့တယ်အလုံမှာ2ယောက်တွေ့တယ်ရွှေပြည်သာဘိုးတော်စကြီးကနောက်တို့ပစုံတောင်ပပဲတန်းသင်္ကန်းကျွန်းလှိုင်တရားတကုံမြို့တင်မြောက်ပိုင်းမှာတအုပ်စီပေါင်း19ဦးဆိုတော့တခုမှတခြားနေရာမပေါ့ရန်ကုန်ကြီးလည်းဖြစ်နေတယ်ကျွန်တော်မျိုးလုံးပြသွားတယ်ရန်ကုန်ကြီးပဲ19ဦးဟာလို့ဆိုတော့အစိုးရရန်ကုန်ကြီးပဲစစ်တာမလို့ရန်ကုန်19ဦးတွေ့တာလားဒါမှမဟုတ်တနိုင်ငံလုံးရဲ့တချို့ဟာတွေစစ်လိုက်လို့19ဦးကရန်ကုန်မှာဖြစ်နေရလားကျွန်တော်မသိဘူးဒါပေမဲ့သူတို့စစ်ဆေးတဲ့လူနာဓာတ်ခွဲနမူနာဟာ1988ခု1988ဦးပေါ့ဗျာလူ1988ဦးစစ်ဆေးတာမှာ19ဦးတွေ့လို့ခေါ်တယ်ရာခိုင်နှုန်းအဖြစ်တော့3.96ရာခိုင်နှုန်းလို့ကျွန်တော်အကြမ်းမြင်သိရတယ်ဆိုတော့ပြောရရင်တော့ဒါကပြီးခဲ့တဲ့နောက်စပီကာတဲ့ဘက်က6ယောက်ခုဘက်ဒီဘက်တစ်ဘက်မှာ18ယောက်ဆို23ယောက်တွေ့တာဆိုတော့ပေါ့လို့တော့ရလာမေးတော့ပေါ့လို့တော့မရဘူးအဲ့လိုပဲအရင်လဲစိုးရင်ကြောင်းဖြစ်ဖို့လိုသလားဆိုလဲအရင်မလိုလာဘူးဆေးပညာအရပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကမေ့နေကြလို့ပြန်ပြီးတော့ကျွန်တော်ပြောမယ်ဆိုရင်ကိုဗစ်ကဆိုးကြီးကိုကျွန်တော်တို့ရင်ဆိုင်ကြော်လာခဲ့တာ9နှစ်ရှိသွားပြီအားလုံးမေ့တယ်9နှစ်ဟာမိနစ်တစ်နေ့ရပဲလို့တော့ခံစားရတယ်ကျွန်တော်တို့ခုချိန်ဒီနော်9နှစ်ဟာမိနစ်တစ်နေ့ရဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ရဲ့စိတ်အာရုံမှာရှိနေတော့မယ်ပြန်တွေးကြည့်ပါ2020ကိုဗစ်ဖြစ်တဲ့အချိန်မှာကျွန်တော်ပထမဆုံးကိုဗစ်တယောက်လူနာတယောက်ကိုမတွေ့ခင်အထိကျွန်တော်နိုင်ငံမှာနေတော့နေကြတယ် AC ပဲဒါပေမဲ့ AC ပေါ့ပါနေကြတယ်တချို့ဆိုမဲပါဆွဲနေတာနော်2020တော့ဒါလောက်တကဘာလုံးမှာကိုဗစ်နဲ့ပလောရိုက်လို့မှာအကုန်လုံးအော်တောင်းနေတဲ့ဟိုအိန္ဒိယမှာသေကြတရုတ်မှာသေကြအမေရိကန်မှာသေကြစသဖြင့်ကနေရာနိုင်ငံဒေသအသီးသီးမှာသေတဲ့လူတွေတိတ်တိတ်တက်နေတဲ့အချိန်မှာမြန်မာနိုင်ငံမှာ2020ရွေးကောက်ပွဲကိုဗစ်ကာလကြီးမှာ2020မတိုင်ခင်ကိုဗစ်ဖြစ်နေတာအဲကိုဗစ်ဖြစ်နေတဲ့တိုင်းရွေးကောက်ပွဲမဲထွက်ဆွဲရသေးတယ်နော်ဘယ်သူတွေမဲထွက်ဆွဲလဲခင်ဗျားတို့သိပြီးသားပဲဒါဘယ်သူလို့ပြောကြတာမလို့တော့ဘူး NLD တွေပေါ့ဗျာသူပြောတယ်လေတမနာကိုယ်တိုင်ထွက်ပြီးတော့တခါတည်းလက်ပြတတ်တာလုပ်ပြီးတော့တခါတည်းမသိကြလူလိုက်တန်းစီပြီးတော့ကားတိုင်းနဲ့တန်းစီလာထွက်လာတော့အဲ့ဒါကိုတတ်တာပြတယ်ပြောလိုက်သေးတယ်တယောက်နဲ့တယောက်6ပေกว่าမှနေကြပါတယ်လေကားတိုင်းနဲ့မို့လို့ဩအဲ့ကားတိုင်းမောင်းနေချင်း6ပေလေးပြီးနေ့လေသာစားမယ်တခုလုံးမယ်ဆိုရင်အဲ့လူတွေတပြိုလုံးနဲ့နေကြအောင်မှာအဲ့ဒါကိုလေဟိုလိန်လေတော့လိန်တော့ဗျာပြောင်းလေးပြောင်းစားဆိုကလင်ကချစ်ဆိုတာဒါပဲလူတွေကကလင်ကချစ်လုပ်တဲ့ခါကျတော့ဟိုလုပ်တာကြအမှန်တပည့်တို့ကြအမှန်အဲ့လိုလုပ်ကြတာအဲ့တော့
မဲထွက်ဆွဲတယ်မဲထွက်ဆွဲတဲ့အုပ်စုကိုတမန်တော်ကိုယ်တိုင်ထားပြီးမဲထွက်ဆွဲပြီးတယ်ကဲနော် energy တွေထွက်လာတဲ့အချိန်မှာလက်ပြပြီးနဲ့မဲထွက်ဆွဲတယ်ကဲဟုတ်ပြီခင်ဗျာရိုးသားရင်တကယ်တော့အားလုံးတိုင်းပြည်ပြည်လုံးကိုကြိုးကြည့်တယ်လို့ဆိုရင် energy မဲထွက်ဆွဲလဲသူလက်ထွက်ပြမယ်ပြည်ခိုင်မဲထွက်ဆွဲလဲလက်ထွက်ပြမယ်ဘယ်ပါတီမဲထွက်ဆွဲလက်ထွက်ပြမယ်ဒါပေမဲ့ तू က energy ပဲလက်ထွက်ပြတယ်ကျန်တဲ့လူတွေထုတ်ကြည့်ကျန်တဲ့လူတွေမဲဆွဲခွင့်မရဘူးပွဲပြီးတော့ဒါပေမဲ့သူတို့ energy လုတ်ချင်လုတ်ခွင့်ရတယ်အဲ့လိုမျိုးလုတ်ခဲ့ကြတယ်အဲ့ဒါ covid မှာအဲ့တော့အဲ့ဒီချိန်ဒီ covid လူနာမတွေ့ဘူးပြောင်းရင်းခဲ့ကြပြီမဲ့ချင်းပြည်နယ်မှာတယောက်စတွေ့ပြီးတော့ကျွန်တော်အဲ့အိုးနဲ့ထိတ်မနိုင်သိမ့်မရဖြစ်ပြီးတော့21မှာ2021နိုင်ငံရေးပြဿနာတက်ကိုဗစ်ကလည်းဖြစ်အဲ့မှာဆရာဝန်တွေကလည်းခုနကနိုင်ငံသက်သက်ပေါက်ဆရာဝန်အများပြားလည်းပေါ်ပေါက်နော်သူတို့ကကိုယ့်မလူနာကိုလူတွေအဲ့လူတွေပေါ်ပြီးတော့လူတွေအများပြားတည်ခဲ့ကြတယ်ခင်ဗျာကျွန်တော်တို့အစိုးရမထုတ်ပြန်လို့သာမထုတ်ပြန်တော့ကျွန်တော်ခံမှန်းတာပေါ့4000ထက်မကတည်နိုင်တယ်လူ4000မကတည်နိုင်တယ်ထုတ်ပြန်တဲ့ကိန်းကအဲ့လိုမရှိဘူးဒါပေမဲ့လူ4000မကတည်သွားနိုင်တယ်အဲ့တော့အလောင်းတွေတရက်ကိုကျွန်တော်တို့ဆိုအဲ့တော့သတင်းသွားယူတာကိုကျွန်တော်ကိုယ်အဲ့မှာ match တွေတက်ပြီးကျွန်တော်ကိုယ်လိုက်ပြီး mic တွေ stand ပြောလို့ကျွန်တော်ကိုယ်ယူခဲ့တော့တည်တယ်ရန်ကုန်တမျိုးထဲမှာတော့အဲ့တော့ကျွန်တော်ရန်ကုန်မှာပတ်ပြီးပြောပြီးတော့ရန်ကုန်တမျိုးထဲမှာတော့ခင်ဗျာဗာလဲကြည်စုတို့ဘာတို့မှာတွားကြည့်ရေဝေးတို့မှာတွားကြည့်ခင်ဗျာတနေ့တကြွားတဲ့ကိုဗစ်လူနာဆိုတာခင်ဗျာနဲတာမဟုတ်အဲ့တော့တရက်ထဲမဟုတ်ဘူးလေရက်ပေါင်းများစွာအဲ့တော့4-5 တော့မနေဘူးလို့ကျွန်တော်မှန်းတယ်ဒါပေမဲ့နိုင်ငံတော်ကတော့လူတွေထိုးဆွေးထလက်မှာဆိုတော့ short ပြောတာပေါ့ဗျာနော်ဆိုတော့ထားပါတော့သေဆုံးတွေအများပြားပေါ်ခဲ့ကြတချို့ဆိုရင်ကိုဗစ်ဆေးကိုမထိုးဘူးငါတို့စစ်တပ်ကဆေးကိုမထိုးဘူးကွာဆိုပြီးတော့အသေးခံသွားတယ်လူတေးသွားရတယ်ဒီပုံကြီးပဲအဲ့လိုရှိသေးတယ်ဆိုတော့ကိုဗစ်ကအဲ့လိုမျိုးကျွန်တော်တို့ရဲ့ဘဝတွေကိုကြောက်ကြရကတောင်းကနေဖြစ်စေတယ်ကျွန်တော်မိသားစုပင်လေကူးတယ်ကိုဗစ်ကကျွန်တော်မိသားစုပင်ကူးတယ်ဒါပေမဲ့ကျွန်တော်ဟာကံကောင်းကြစွာဖြင့်ကျွန်တော်မိသားစုတယောက်ကိုမှမဆုံးရှုံးလိုက်ရဘူးကိုဗစ်မှာကျွန်တော်မိသားစုမိသီးတယောက်ကိုမဆုံးရှုံးလိုက်ရဘူးကိုဗစ်မှာကျွန်တော်ကဒါတော်တော်ကံကောင်းတယ်လို့ခေါ်တယ်တချို့တွေစိတ်ဓာတ်မှန်တယ်လို့ဖြောင်းတယ်လို့ရိုးတယ်လို့ကန်တယ်လို့နဲ့ပြီးတော့မိသားစုလိုက်ကိုသူတို့မိသားစုလိုက်ကိုတခါလေးကိုဗစ်နဲ့မိသားစုဆုံးလောက်လိုက်မိသားစုဆုံးရှုံးသွားတယ်လူအများကြီးပဲအဲ့လူတွေကတော့တချို့လူနီးကြောင်နေပါတယ်တကယ်နီးကြောင်နေပါတယ်ကျွန်တော်လည်းပလိန်ဖဲ့နေအုပ်စုတွေလည်းပါတယ်အဲ့အုပ်စုတွေလည်းမိသားစုလိုက်ကြီးဆုံးရှုံးသွားတာကိုဗစ်နဲ့တကယ်ဆုံးရှုံးသွားတာတချို့မိသားစုခါတချို့တွေမိသားစုလိုက်ကြီးပါသွားကြက်ခဲ့တဲ့တယောက်နှစ်ပဲကြက်ခဲ့တော့မိသားစုတွေပါသွားတာဗီဒီမီဆုံးတကယ်ရောက်ခမာတွေဆုံးတကယ်ရှိတယ်ဒါကြောင့်တခါကြရင်ခင်ဗျာလူတွေကကိုလုတ်တဲ့ကိစ္စတွေကကိုယ့်ကိုဘာဖြစ်ကြဘူးအဲ့တော့ကိုဗစ်တုန်းကအဲ့လိုလုတ်ခဲ့ကြတယ်လူတွေကပေါက်တက်ခဲ့ရှောက်လုတ်ခဲ့ကြခါမဲဆွဲထွက်အခုကိုဗစ်ကအခုတုန်းကအဲ့တုန်းကကိုဗစ်တန်ကိုကျွန်တော်တို့ရင်ဆိုင်ခဲ့ရပြီးပြီကျွန်တော်တို့အားလုံးတိုင်းပြည်လုံးမှာရှိလူတော်တော်များများကိုဗစ်ကတော်တော်များယာတိုင်းတော်တော်များကူးပြီးနေပြီလို့ယူဆတယ်အဲ့တော့ကိုဗစ်နဲ့ပတ်သက်ပြီးကိုဗစ်ကာကွယ်ဆေးလေးထိုးပြီးသွားကြပြီအဲ့တော့ resistance တွေခန္ဓာကိုယ်မှာကောင်းနေပြီလို့ကျွန်တော်ယူဆတယ်သို့တော့အဲ့ကြောင့်သို့တော့ကိုဗစ်ကတော့လာကူးဆက်နိုင်သေးတယ်အခုတချို့တွေကူးနေကြတယ်ကျွန်တော်ကြားတယ်တချို့တွေကိုဗစ်ပြန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ခန်းစားချက်တွေကိုမေးကြည့်တဲ့အခါ feeling တွေစုံစမ်းကြည့်တဲ့အခါကျတော့ကိုဗစ်ကလူသေးတဲ့တွေအသက်ရှူတဲ့ကြက်လောက်တဲ့ဒီအဆုတ်တွေတခါလဲဆွတ်ကြစ်လိုက်တော့ဒီမဖြစ်ဘဲနဲ့ तू ကတကလုံးနာကျင်ကြိုက်ခဲထိကြိုက်တခဲဟိုပါဗျာကို तू ကဂျုံကြနှုံးသွားသေးတော့မသိဘူးဆိုတော့အခုလာနေဖြစ်နေတဲ့ကိုဗစ်ကလူသေးနိုင်ခြင်းနဲတော်တော်နေတဲ့ထဲမှာပါတယ်လူသေးနိုင်ခြင်းရာခိုင်နှုန်းအပြင်တော်တော်ကိုနေတဲ့ထဲမှာပါလိမ့်မယ်သို့တော့ခံစားရတော့ခံစားရလိမ့်ပါဗျာဒီလိုကျွန်တော်တုတ်ကွေးဖြစ်တာတွေပိုင်းညာတွေမတူတဲ့ပုံစံမျိုးတွေတော့အပြင်းပြားတွေတဲ့မတူတဲ့ပုံစံတစ်ခုတော့ခံစားမှုတစ်ခုရလိမ့်မယ်လို့စတယ်ပေါ့နော်ဆိုတော့ကိုဗစ်တွေလည်းသတိကြီးထားကြဖို့လိုတယ်အခုပွင့်လင်းပြောရင်တော့ဒီနှစ်ပတ်အတွင်းမှာနောက်ဆုံးနှစ်ပတ်အတွင်းမှာ23ယောက်တွေ့တယ်ဆိုတာ short တော့လို့များတဲ့ကိန်းကနန်ကျွန်တော်ချင်းပြည်နယ်ကနေတယောက်စတွေ့တယ်2020တော့အဲ့ဒီစလိုက်တာပွဲရတခါတည်းတိုင်းပြည်လူသိန်းနဲ့ကြီးကိုဗစ်တွေကူးတာသိန်းနဲ့ကြီးကူးတာကျွန်တော်ထင်တယ်ကမ္ဘာထိပ်တန်း10နိုင်ငံတော့ကျွန်တော်နိုင်ငံပါသွားတယ်ထင်တယ်အဲ့တုန်းကနော်10နိုင်ငံကျွန်တော်ပါသွားတယ်ထင်တယ်ကျွန်တော်နိုင်ငံအဲ့လောက်ထိကူးခဲ့ကြတယ်ကိန်းနိုင်ဆိုတော့သတိထားကြတာကောင်းပါတယ်ကိုဗစ်နဲ့ပတ်သက်ပြီးကျန်းမာရေးကောင်းပါတယ်သတိထားဖို့ကောင်းပါတယ်ရှင်းပြရင်တော့ခင်ဗျားတို့ကျန်းမာမှလုံနိုင်မှာနော်မကျန်းမာရင်မလုံနိုင်ဘူးနော်လုံနိုင်ဖို့အတွက်ကျန်းမာအောင်နေအလုပ်ကိုပြောတာနော်အလုပ်ကိုပြောတာနော်ဟိုလုံနိုင်ဖို့အတွက်ကျန်းမာအောင်နေကျန်းမာမှလုံနိုင်မှာအဲ့တော့လုံနိုင်မှအနာဂတ်တွေဖွံ့ဖြိုးတိုးတက်မှာနော်မျိုးဆက်တွေလည်းအဆင်ပြေမှာမျိုးဆက်တွေလည်းရမှာနော်အဲ့တော့ဘာပဲပြောကျန်းမာအောင်နေကြပါကိုခန်းစနေကောင်းအောင်နေကြပါနော်ကျန်းမာအောင်နေကြကိုဗစ် short မတော့ပါနဲ့နော်ကျွန်တော်ဒါကိုဗစ်နဲ့ပတ်သက်ပြီးစိတ်ပူလို့ပြောတာအခုလောဆယ်တော့ရန်ကုန်အများဆုံးဆိုတော့ရန်ကုန်ကလူတွေခင်ဗျားတို့ကြည့်ရလို့ကြနော်ခင်ဗျားတို့ကြည့်လို့ကြနော်ရန်ကုန်ကလူတွေကျွန်တော်တို့ရန်ကုန်လူတွေကရန်ကုန်လူကြီးအခုလက်ရှိရန်ကုန်လူကြီးကနေပေါတော့ပြောင်းလာလက်ရှိ9တန်းကျော်လိမ့်မယ်ကျွန်တော်ခံမှန်းချက်မလို့9တန်းကျော်ပါရန်ကုန်လူကြီးက9တန်းကျော်နေပြီသိကြတယ်ဟိုအစိုးရကသာစင်းတေချာမကောက်လို့တာပြီးတော့တကောင်စင်းရတာတရားဝင်တေချာမထုတ်သေးလို့တာ9တန်းကျော်နေလောက်ပြီရန်ကုန်ကအဲ့တော့လူကြီးကလည်းလူကြီးမဟုတ်ဘူးတတိထားကြပါရန်ကုန်သားတွေနော်အဲ့လိုလှမ်းပြောပါတယ်နော်ခင်ဗျားတို့လှမ်းအဝေးကနေချစ်လို့ပြောတာပါနော်ထားပါတော့ကျွန်တော်တို့အဲ့ဒါပြောပြီးတဲ့နောက်ဘာထပ်ပြောမလဲဆိုတော့ကဲဒီလူတွေရဲ့ဘာခေါ်လဲဆိုတော့ဒီကိုဟာကိုလောက်ကြရင်းနဲ့တိုက်ပြည်ရဲ့အခင်းချင်းကိုနားမလဲကိုဒေါသနဲ့ကိုဖြစ်ကြတယ်ဇလန်းတွေကနေနောက်ဆက်တွဲဆိုးကျိုးတွေအခြားလူတွေရိုက်ခတ်တယ်ဆိုတော့ရိုက်ခတ်တဲ့ဇလန်းမျိုးတစ်ခုပေါ့အဲ့ဒါဘာလဲဆိုတော့အခြားသူမဟုတ်ဘူးအဆိုတော့ချမ်းလို့ပြောရင်ကျွန်တော်တို့မနေ့ကတချို့နောက်ဆက်ကိုက်တဲ့ထုတ်ပြချက်ကိုတွေ့ဖတ်ရလိမ့်မယ်ပြီးရင်ကျွန်တော်တို့သတင်းဌာနရဲ့ website မှာလည်းကျွန်တော်ဖတ်လိမ့်မယ်ယူဆတယ်အဆိုတော့ချမ်းကြောင့်လူ2ယောက်ထောင်ထဲရောက်ပြီအဆိုတော့ချမ်းကြောင့်မြန်မာပြည်ထဲမှာနေတဲ့လူ2ယောက်ထောင်ထဲရောက်ပြီကဲကျောင်းစနာကြီးနော်အဆိုတော့ချမ်းကြောင့်လူ2ယောက်ထောင်ထဲရောက်ပြီဆိုတော့တချို့ပြောမယ်ဟာချမ်းကြောင့်ဘာလို့လူ2ယောက်ထောင်ထဲရောက်အောင်မလဲရောက်ပါတယ်ဘာလို့ရောက်လဲချမ်းကအကျန်းဖက်ထောက်ဖို့လုပ်သူပြီးတော့ CM လှုပ်ရှားရေးလှုပ်ဆော်ပါဝင်သူနဲ့ဒီလက်ရှိ NASA ကအစိုးရတော်လန်ပုံကန်ကြီးလှုပ်ရှားသူတွေမှာပါတယ်အဲ့တော့အကျန်းဖက်သမားခေါင်းစဉ်အောက်မှာရှိတယ်ငါတွေကတ်ခံထားတဲ့ထဲမှာပါတယ်ချမ်းအဲ့တော့အဲ့လိုလူတွေနဲ့စီးပွားလုပ်တာတို့အဲ့ဒီလိုလူတွေနဲ့အဲ့ဒီလူတွေရဲ့ငွေကြေးတွေကိုလွှဲပြောင်းလုပ်ပေးတာတို့အဲ့ဒီလိုလူတွေရဲ့တခုခုတကယ်ပို့ဆောင်ရေးတခုလုပ်ပေးတာတို့ဆိုတာကဥပဒေနဲ့အကျန်းဖက်ဥပဒေနဲ့ညှိတယ်ဘယ်လောက်ထိဟိုကအကျန်းဖက်ဥပဒေကဘယ်လောက်ထိတင်းမာလဲဘယ်လောက်ထိအကျန်းဖက်ဥပဒေကပြဋ္ဌာန်းတာတင်းမာလဲမေးဒီနိုင်ငံတော်ပုံကန်နဲ့တော်လန်ပုံကန်နဲ့အကြမ်းဖက်သမားတွေရဲ့ Facebook post အောက်မှာ comment လေးသွားရေးတာ likely share လိုက်တာ likely သွားပေးတာအဲ့ဒါလေးတွေကအစဥပဒေနဲ့ညှိတယ်အစတွေကကြီးညာထားပြီးသားNASAကအဲ့တော့
အခုကအဲ့ဒီ like လေးပေးတာ comment ပေးတာ share ပေးတာတဲ့တော့စိုးတယ်သူကချမ်းရဲ့ပစ္စည်းတွေကိုမြန်မာပြည်မှာရောင်းပြီးတော့ထောက်ဖို့တွေလုပ်တာအဲ့ပြဿနာကြောင့်လူနှစ်ယောက်ထောင်ထဲရောက်ပါတယ်နေတိုင်းနဲ့ထောင်ထဲရောက်တာလို့ပြောသေးဘူးအချို့ထဲရောက်ပါတယ်ပေါ့သိမကြရင်ထောင်ထဲရောက်ပါဦးဗျာချုပ်ပြီးထောင်မရဘူးနော်ဆိုတော့အဲ့ဖြစ်စဉ်ကိုကျွန်တော်ထုတ်ပြန်နားဆာကထုတ်ပြန်ချက်ကိုကျွန်တော်ကိုကိုက်ပြောပါမယ်အဲ့ဒါသူကဘာပြောလဲဆိုတော့ပြီးခဲ့တဲ့ April 17 ရက်တုန်းကမန္တလေးမှာမန္တလေးကကြီးချမ်းရေးတာဆန်နဲ့ချမ်းရေးတာဆန်နဲ့ဒီရောင်လိုက်တဲ့ကြီးဒဂုံမြို့တောင်ပိုင်း54ရက်ကွယ်ချယ်ရီတက်လန်ရွှေပြည်လန်တော့အဲ့နေရာမှာလူနှစ်ယောက်ကိုနားဆာကဆိုရကဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းလိုက်တယ်ဆိုတော့ဒီနှစ်ယောက်ကိုပြီးခဲ့တဲ့ April လကဖမ်းတာရုပ်တရက်ပေါ့ဗျာမန္တလေးချမ်းရေးတာဆန်မျိုးအောင်နှန်းရိပ်သာအရှိရက်ကွက်87 82လမ်းကြား33လမ်းမှာရှိတဲ့ treasure နှင်းဆိုတဲ့ online shop လုပ်ငန်းအဲ့လုပ်ငန်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်သွားတယ်ပြီးတော့အဲ့ထက်ဖြူနှင်းဆိုတဲ့အမျိုးသမီးကိုဖမ်းလိုက်တယ်ပြီးခဲ့တဲ့ April လတော့ဖမ်းလိုက်တယ် April 17 ရက်ဖမ်းလိုက်တယ်သူ့ကိုဖမ်းပြီးတော့သိမကြဘူးမေလ10ရက်နေ့မှာရောင်လိုက်တာကြီးတောင်တကုံမြို့နယ်54ရက်ကွက်ချယ်ရီတက်လန်နဲ့ရွှေပြည်လန်တော့အမှတ်3ကာကြီးမှာနေထိုင်တဲ့ဘုံမြင့်အောင်ဆိုတဲ့အမျိုးသားအဲ့ဒီပုဂ္ဂိုလ်ကိုလည်းဖမ်းလိုက်တယ်ဟောတို့နှစ်ယောက်ကိုဖမ်းလိုက်တော့ရုတ်တရက်ခါတော့ကြည့်မယ်ဟာဘာလို့ဖမ်းတာလဲနော်မေလ10ရက်ဆိုပြီးခဲ့တဲ့နေ့လုံး3ပြီးခဲ့တဲ့လမှာဖမ်းတာနော်ပြီးခဲ့တဲ့လမှာအဲ့တော့ဘာလို့ဖမ်းတာလဲကျင်းသွားမယ်တို့နှစ်ယောက်ကိုဖမ်းပြီးတော့စစ်ဆေးလိုက်တဲ့ခါမှာတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့သတင်းချက်လက်တွေရပုံရတယ်တို့နှစ်ယောက်ဒီထောက်ဖို့လုပ်နေပြီဆိုတော့သတင်းချက်လက်ကိုနာဆာကအစိုးရကရရှိပုံရတယ်အဲ့တော့ရတဲ့အတွက်ဝင်ပြီးတော့ဖမ်းပြီးတော့စစ်ဆေးမြင့်တဲ့ခါမှာပေါ်ပေါက်လာတဲ့အရာဘာလဲဆိုတော့တို့ကချမ်းနဲ့ဆိုတော့ချမ်းနဲ့ပတ်သက်နေတယ်ဘယ်လိုပတ်သက်လဲဆိုတော့တို့ကထွက်ဆိုချက်ပေါ့နော်တို့ကဒီချမ်းနဲ့ချမ်းကတော့ခုနကဘာလဲဆိုခါတော့သိတဲ့အတိုင်းပဲ DCS ပေါ့နော် Disloyalty Civil Servants ပေါ့နော်အဲ့ဒီနိုင်ငံသက်သက်ပေါက်ဝန်ထမ်းလုပ်ဖို့ဝန်ထမ်းတွေကိုလှုံ့ဆော်တာပေါ့လှုံ့ဆော်တဲ့လုပ်ငန်းကိုလုပ်တယ်နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပြပြစေရတဲ့စူပုံကြောင်းမှုတွေဖြစ်ပေါ်စေဖို့တဲ့ social media ကနေတစ်ဆင့်လှုံ့ဆော်ရေးသားမှုတွေလုပ်တဲ့အတွက်ရာဇကြီးပုံမှန်905ကာကြီးနဲ့အမှုဖွင့်ခံထားရတဲ့နော်ပြပောက်ထွက်ပြေးတိတ်ဆောင်သွားတဲ့ချမ်းမြငိမ့်ခေါ်ချမ်းဟာတဲ့ချမ်းရဲ့ခိုင်းစီချက်အရာဆိုပြီးတော့ချမ်းကပို့လိုက်တဲ့တရားဝင်ပို့လိုက်တဲ့နိုင်ငံခြားပြည်ပစ္စည်းတွေကိုအခကြေးငွေနဲ့ထပ်ဆင့်ဖြန့်ဝေရောင်းချတယ်ငွေကြေးကောက်ခံတယ်ပြီးတာနဲ့ချမ်းပေးဖို့စီလို့တဲ့အကြမ်းဖက်ဖွဲ့စည်းရေးစီကိုငွေကြေးထောက်ပံ့ပေးခြင်းကိုလှုပ်ဆောင်တယ်ကိုတွေ့ရှိရတယ်အဲ့တော့ချမ်းကဆိုတော့ချမ်းလည်း shop me အမည်နဲ့ Facebook page ကိုပြီးခဲ့တဲ့2025 February မှာစတင်ဖွင့်လိုက်တယ် online နဲ့ရောင်းချခြင်းလုပ်ငန်းတွေလုပ်တယ်နိုင်ငံခြားပြည်လက်ကိုင်အိတ်နာယီကပတ်အိတ်ဒီစတဲ့အသုံးဆောင်ပစ္စည်းတွေကို online ကနေတစ်ဆင့်ပြည်တွင်းကိုရောင်းချတယ်ပြည်တွင်းအဲ့တော့ရောင်းချတဲ့ခါမှာဒီကုန်းက2ယောက်နဲ့ချိတ်ဆက်ပြီးလုပ်တယ်ပေါ့ဗျာအဲ့လိုရတဲ့ငွေတွေကိုလည်းသူကကိုချိုးအတွက်လည်းသုံးတယ်အကြမ်းဖက်ဖွဲ့တွေထောက်ပံ့မှုတွေလုပ်တယ်အဲ့ဒါကြောင့်မလို့အဲ့လိုတွေ့ရှိရတဲ့အတွက်နိုင်ငံတော်ကခုနကဘာလဲဆိုတော့ဒီနိုင်ငံတော်အစိုးရနဲ့ကုန်စည်ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ရှိရင်တပ်ပတ်ထားတဲ့ online နဲ့ရောင်းချခြင်းဆိုင်ရာဥပဒေရှိတယ်အဲ့ဒီဥပဒေနဲ့ညီစွန်းနေတယ်တဲ့အတွက်ဒီချမ်းကိုလည်းမဖြစ်မနေရေးယူရမယ်ပေါ့ဒါပေမဲ့ချမ်းခဏပြပထွက်ပြေးနေပြဖြစ်နေတော့ချမ်းဖမ်းလို့မရဘူးဒါပေမဲ့ချမ်းကိစ္စကိုလိုက်လုပ်နေတဲ့ခုနဖြူနှင်းတဲ့ဘုံမြောင်ဆိုတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကိုတော့ရေးယူတယ်ဆိုတော့သူဒီအကြမ်းဖက်လှုပ်ဆော်ရေးသမားနဲ့သူကပတ်သက်ဆက်နွယ်ပြီးစီးပွားရေးလုပ်တယ်စီးပွားရေးလုပ်တယ်ပြီးရင်ငွေကြေးတွေကိုအကြမ်းဖက်သမားအကြမ်းဖက်ဖွဲ့စည်းထောက်ဖို့လုပ်တယ်ပြီးရင်သူကသွင်းကုန်ပစ္စည်းတွေကိုအကောက်ခွန်မဲ့သွင်းကျင်သလိုသွင်းတယ်ပြီးတော့ online စနစ်မှတ်ပုံရောင်းချခြင်းမှာမှတ်ပုံတင်ထားခြင်းမရှိဘူးခင်ဗျဥပဒေကဘယ်နှချက်ရှိလဲ4ချက်ရှိသွားကျွန်တော်သိတာတော့အဲ့ဒီအချက်4ချက်မကတော့အချက်တွေနဲ့အဲ့ဒီအမျိုးသမီးနဲ့အဲ့ဒီမျိုးသားကိုလောဆယ်ဖမ်းပြီးတော့အမှုဖွင့်ပြီးတော့နောက်ဆုံးတော့တိရောက်တဲ့ရေးမှုတွေလုပ်လိမ့်မယ်ဆိုတော့ဒီညမှာတိုင်းပြည်မှာလက်ရှိပြည်တွင်းမှာနေထိုင်တဲ့သူတွေအားလုံးကိုပြောချင်တာကတစ်ခုပဲရှိတယ်ခင်ဗျားတို့ကကိုယ့်ဘဝဒီနေ့9နှစ်ထဲရောက်လာပြီကိုယ့်ဟာကိုအေးစေးကောင်းလောက်ကိုင်ရှာဖွေစားတော့နေပြီးတော့အေးချင်းချင်းပဲဘယ်သူမှမဖြစ်ကြမလို့ပဲနေတဲ့ဘဝကိုနေမလားဒါမှမဟုတ်ခင်ဗျားတို့အဲ့ဒီပြည်ပထွက်ပြီးတိတ်ချောင်သွားတဲ့အကြမ်းဖက်သမားတွေအကြမ်းဖက်ထောက်ဖို့သမားတွေနောက်တစ်ခါဒီဘာခေါ်တာငါကတ်ခံထားတဲ့လူတွေအဲ့လိုလူတွေနဲ့တွားပြီးပလူးလုပ်ပြီးတော့အဲ့ဒီလူတွေရဲ့ပတ်စံတွေကိုကိုယ့်လက်ထက်မှာကင်ပြီးတော့ရော့အင်းကွာဆိုပြီးကြမ်းဖက်သမားထောက်ဖို့တာလုပ်မလားအဲ့လိုလုပ်မလားကျွန်တော်ကြိုက်တာကျွေးလို့ရတယ်အဲ့တော့တရားကတော့ကောင်းမွန်ရောက်ဝဲဖော်ကားစားတော့နေတော့စစ်တပ်ကလည်းလာဖမ်းမှာမဟုတ်ဘူးခင်ဗျားဘယ်သူမှသိအောင်မအေးစင်းနေတယ်အေးအဲ့မှာအဲ့လိုအကြမ်းဖက်ထောက်ဖို့သမားတွေခုနငါကတ်ခံထားတဲ့လူပညာရှင်တွေဆယ်လီတွေသူတို့အုပ်စုတွေနဲ့တွားပြီးပလူးလုပ်ပြီးတော့လုပ်ရင်တော့တချီကြီးမှာပေါ်ပေါက်လာတဲ့ခါအဖမ်းခံရမယ်ထောင်းလိုက်ရောက်မယ်ကိုယ့်ရဲ့နေ့စဉ်ဘဝဖြစ်တည်မှုကြီးပျက်စီးသွားမယ်မိသားစုဘဝကြီးပျက်စီးသွားမယ်အဲ့ဒါခင်ဗျားတို့ဘာကိုရွေးမှလဲကြိုက်တာရွေးလို့ရတယ်ဆိုတော့တခါကျရင်ခင်ဗျားတို့ကြိုက်တာရွေးပါကျွန်တော်တို့ကဘယ်ဟာကောင်းတယ်ဘယ်ဟာမှန်တယ်မှားတယ်ဆိုတော့ခင်ဗျားတို့စုပ်ချက်ချက်ကိုမပြောပြဘူးကျုပ်ကကျုပ်ပဲရှင်းလေးကျုပ်တို့ကကျုပ်တို့ပဲဒါကြီးကကျုပ်တို့အမြင်တော့မှားတယ်ခင်ဗျားတို့အမြင်မှန်တယ်တင်ဆက်လို့ဒါပေမဲ့လာဖမ်းတဲ့ခါတော့ကြာရင်တော့လိုက်သွားကြပါဗျာလိုက်သွားကြပါဒါပဲရှိတာလာဖမ်းရင်တော့ဘာလို့ခဲဥပဒေပေါင်းကျူးလွန်နေတယ်နော်အခုဒီနေ့ရောက်ဆိုရင်ကျူးလွန်တာတစ်ချက်ပြန်ပြောရတစ်ချက်ပစ္စည်းတွေကိုအကောက်ခွန်မဲ့ပစ္စည်းသွင်းတယ်အကောက်ခွန်မဲ့သွင်းတယ်ပြီးတော့ online စနစ်နဲ့ရောင်းချတဲ့အချိန်မှာ online နဲ့မှတ်ပုံတင်ရတယ် online license မှတ်ပုံတင်ရတယ်အဲ့ဒါလေအကောက်ခွန်မဲ့ license အကောက်ခွန်မဲ့အခွန်အကောက်ခွန်မဲ့ပစ္စည်းသွင်းတယ်တရားမဝင်ပေါ့ဗျာပြီးလို့ရှိရင် online line မှတ်ပုံတင်ရမှာမတင်မဲနဲ့ကြောင်ရောင်းချတယ်ဖွင့်တယ်ပို့ဆိုတော့ဒီအကြမ်းဖက်ထောက်ဖို့လုပ်ငန်းတွေကိုနိုင်ငံခြားပေးတဲ့အဲ့ပစ္စည်းတွေကိုဟိုကပစ္စည်းလာတယ်သူကတော့ရောင်းရတဲ့ပတ်စံကိုအကြမ်းဖက်သမားတွေကိုထောက်ဖို့လုပ်တယ်နောက်တစ်ခုကဒီချမ်းလိုမျိုး905ကတ်ခံထားတဲ့အကြမ်းဖက်သမားအုပ်စုတွေနဲ့ပလဲနဲ့အလုပ်တူတွဲလုပ်တယ်အဲ့ဒါတွေအကုန်လုံးကဥပဒေကြောင်းနဲ့အကုန်ကြီးကုန်တခုမှမလုပ်ဘူးအသွားတာပဲနေတိုင်းအခုထောင်ထဲရောက်မှာထောင်ထဲအဲ့တော့ဒါတစ်ဖွဲ့ပေါ့နော်အဲ့လိုဖြစ်သွားပြီဖြစ်တော့နာဆာကအဲ့ဒီချမ်းကိစ္စကိုထုတ်ပြန်ရင်းနဲ့ဒီတိုင်းထဲမှာသူထပ်ထုတ်ပြန်နေတယ်အဲ့ဇလန်ပိုးရှုပ်သွားတော့ဘယ်လိုထပ်ထုတ်ပြန်လဲဆိုတော့ NUGP ရဲ့အကြမ်းဖက်အဖွဲ့အစည်းတို့ထောက်ပံ့မှုပြုလုပ်နိုင်မှုအတွက်လူမှုကွန်ရက်များပေါ်မှာတရားမဝင်ဈေးရောင်းချနေတဲ့ပန်ဆယ်လိုအကောင့်ပိုင်ရှင်အိမ်ပိုးဦးမအိုင်ရင်အကောင့်ပိုင်ရှင်အိုင်ရင်ရွှေနဒီအကောင့်ပိုင်ရှင်တင်းနွယ်ဇွန်နီလာထေးအကောင့်ပိုင်ရှင်ဇွန်နီလာထေးအောင်တော်အကောင့်ပိုင်ရှင်အောင်တော်
ခိုင်စုလွင်အကောင့်ပိုင်ရှင် DCS ဆရာမခိုင်စုလွင် PNH Fashion အကောင့်ပိုင်ရှင်ထက်နေနီတန်း TR ချမ်းအကောင့်ပိုင်ရှင်ချမ်းမြတော့အစရှိတဲ့လူမှုကွန်ရက်အကောင့်တွေနဲ့ချိတ်ဆက်ခြင်းရောင်းချခြင်းပစ္စည်းများဝယ်ယူခြင်းတဆင့်ခံပြန်လည်ရောင်းချခြင်းထို့သောဆောင်ရွက်နိုင်ဖို့နည်းလမ်းတစ်ခုဖြင့်ကူညီဆောင်ရွက်နေခြင်းလုပ်နေတဲ့သူတွေအကုန်လုံးကိုအကြမ်းဖက်ဥပဒေနဲ့အညီတယောက်စွာရေးယူဖော်ထုတ်မယ်ဖော်ထုတ်ရေးယူသွားမယ်ဆိုပြီးတော့ NASA ကကြေညာတယ်သတိပေးတယ်ပေါ့ဆိုတော့ခင်ဗျားတို့အနေနဲ့ပန်ဆယ်လိုတို့အိုင်းရင်တို့တင်းတင်းတို့ဇွန်ဒီလာထေးတို့အောင်တော်တို့ခိုင်စုလွင်တို့နော်ထက်နေနီတန်းတို့ချမ်းမြတော်တို့ဒီရှစ်ယောက်အပါဝင်အဲ့လိုအုပ်စုတွေနဲ့ခင်ဗျားတို့တွားပြီးပတ်သက်ရောင်းဝယ်ပတ်သက်ဖောက်ကားလုပ်မယ်ကွန်မန်လေးတွေချင်းပဲချစ်လိုက်တာတို့မလေးဘာဖြစ်ပါစေညာပြအဲ့တွားလို့နေအဲ့ဒါတွေကစာကိုဥပဒေနဲ့ညှိတယ်အကြမ်းမညှိတယ်အဲ့ဒါပြောတာအဲ့တော့အဲ့ဒါညှိပြီးဆို NASA ကဒါသတိပေးလိုက်တာထပ်သတိပေးလိုက်တာရခိုင်ကလည်းသတိပေးမှုတယ်အခုလည်းထပ်သတိပေးတယ်အဲ့တော့အဲ့လိုသတိပေးတဲ့ကြားထဲမှာတွားလို့ရင်ထပ်ပြီးတော့ထောင်ထဲရောက်ကုန်မယ်သဘောရှိတယ်အဲ့တော့ကိုယ့်အကူကြိုက်လို့ Facebook မှာလှုပ်ချင်တယ်လှုပ်ကြပါဗျာခင်ဗျားတို့ကြိုက်လို့လှုပ်တာလှုပ်ပေါ့မပြောလို့ပေါ့ကိုလှုပ်ချင်တာလှုပ်ပြီးသွားရင်တော့အဲ့လှုပ်တဲ့ပြစ်မှုပြစ်ဒဏ်ကပြစ်မှုပြစ်ဒဏ်ပေါ်လာတဲ့ခါကျရင်တော့အာတီစစ်တက်ကြီးကမရလိုက်တာဒီစစ်ကကြီးရန်ကားလိုက်တာတွားလှုပ်လို့တော့မရတော့ဘူးသူကတရားဝင်ကျင်ထားပြီးသားဆိုကျင်ထားပြီးသားအဲ့တော့ကျွန်တော်တို့ကဒီနိုင်ငံလက်ရှိဒီနိုင်ငံထဲမှာနေထိုင်ရှင်သန်မယ်ဆိုရင်စစ်အုပ်ချုပ်ရေးဥပဒေအောက်မှာရှိနေစေကာလတစ်လျှောက်လုံးမှာကျွန်တော်တို့ကဒီဥပဒေကိုလိုက်နာဖို့လိုရတယ်ခင်ဗျားအဲ့ဒါမလို့ချင်းဘူးလားအဲ့ဒါဆိုစစ်အုပ်ချုပ်ရေးကိုမလို့ချင်းဘူးโอเคအဲ့ဆိုအရာသားအုပ်ချုပ်ရေးဖြစ်ဖို့ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဝိုင်းပြီးတွန်းပေးရမယ်အဲ့ရွေးကောက်ပွဲနဲ့တက်လိုက်အစိုးရတရားအောက်ကြမှာခင်ဗျားတို့မကြိုက်တော့ဘူးမကျင်းနိုင်တော့ပြောလို့ရသေးတယ်နော်အဲ့လိုကြွားတယ်ဒါတော့ခုနပြောတဲ့ပုံစံပေါ်မူတည်ပြီးထောင်းရောက်နေတာရှိတယ်စကလုံးအသုံးလုံးပေါ်မူတည်ပြီးထောင်းရောက်နေတာရှိတယ်60ယောက်ကားတွေညှိနေတာရှိသေးတယ်ဒါကြောင့်စကားတစ်ခွန်းပြောတဲ့အခါအကြောင်းအရာတစ်ခုပဲဖြစ်တဲ့ကကိုဟာ official တရားဝင် media မဟုတ်ဘူးသို့မဟုတ်တရားဝင်အလုပ်လုပ်နေတဲ့သူမဟုတ်ဘူးဆိုရင်စကလုံးအသုံးလုံးတွေကိုပေါက်လို့ပဲစားပြောလို့မရဘူးအဲ့လိုပဲတရားဝင် media တွေဆိုရင်ပိုတော့သူကစီကန်းရှိတယ်စီကန်းနဲ့ထင်းရတာရှိတဲ့အခါကျတော့တချို့ဟာတွေကတစ်ဖက်ဟိုနဲ့ပတ်သက်ပြီးသတိကြီးထားပြောတာရှိမပိုင်မပြောဘဲနဲ့ပိုင်မှသေးချာပြောတာမျိုးလူတာပိုကောင်းတယ်ဒါမျိုးတွေပေါ့အဲ့တော့ပြောချင်တာတောင်းတာမန်ချင်းနေပါတော့စကားနဲ့ပတ်သက်လို့တင်စီပြောလို့ကျွန်တော်လူကြောက်ကိုဆဲလိုက်တစ်ဖက်လူကကျွန်တော်ပြန်မှုဖွင့်ကျွန်တော်ထောင်းထဲရောက်မှာအနည်းဆုံးတော့အချုပ်ထက်ရောက်ပါဆဲလို့တော့မရဘူးဘသူ့အဆိုးကြီးကျွန်တော်ဆဲလိုက်တယ်နာမည်တက်ပြီးဆဲလိုက်ဆိုအဲ့လိုဆဲဥပဒေကြောင်းကညှိပါဥပဒေကြောင်းညှိပါဆိုသူကအစကလည်းဥပဒေမှာရှိထားပြီးသားလူပုဂ္ဂိုလ်တူတယောက်ကိုဆဲဆိုတာလုံးလို့မရဘူးဆဲဆိုလိုက်ပြီဆိုတော့ဥပဒေကြောင်းကသူကညှိနေပြီဥပဒေကြောင်းကသူမဟုတ်တာတွေကသူကိစ္စဒါပေမဲ့ဆဲဆိုမှရိုင်းမှုကကိုယ့်အလုပ်ကိုကနေထိုင်နေအမှုထောင်းထဲရောက်မှာအဲ့ဒါပုံမှန်ဖြစ်နေကြဥပဒေထဲမှာပါပြရှိပြီးသားဘယ်သူမှထွင်းပေါက်မဖြစ်တာမဟုတ်ဘူးအဲ့တော့ဆဲရင်တောင်းမှပဲထောင်းထဲရောက်ရင်ဒီလိုမျိုးအချက်ဖတ်သမားတွေထောက်ဖို့လို့ရင်ခင်ဗျာစဉ်းစားကြည့်ဖို့ဗျာခင်ဗျာဥပဒေဆိုတာကကျွန်တော်တို့ဘေးနားမှာဝင်ဘေးနားပတ်ပတ်လေးမှာကျွန်တော်တို့ဘေးနားမှာတခါတည်းကျွန်တော်တို့ခန္ဓာကိုယ်နဲ့ဥပဒေအများကြီးထိတွေ့နေတာခြေလေးတလန်းလန်းတာအစားစကားလေးတုံးပြောတာအစိုးနော်တစ်ချက်ကလေးကွာကနေတန်းလိုက်တာအထိထမင်းလေးတစ်လုံးပစားထဲတာအထိဥပဒေနဲ့ညီဖို့လိုတယ်ဥပဒေနဲ့မညီမဲလို့နေလို့ကတော့ခင်ဗျာဥပဒေကကျွန်တော်တို့တမျိုးမျိုးနဲ့လာပတ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကဥပဒေဘောင်ထဲမှာဘေးရန်ကင်းကွာစွာနေနိုင်မှုဥပဒေဘောင်ထဲမှာနေတတ်ဖို့လည်းလိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါတော့မဖြစ်ဖြစ်ကျွန်တော်ဥပဒေကိုလေးစားစေချင်တယ်လို့နော်ခင်ဗျာကျွန်တော်ခဏအပြန်အလှန်လေးစားဖို့ထားရင်ဥပဒေလေးစားတာနဲ့အတူတူအဲ့ကြရင်ကျွန်တော်တို့ချင်းချင်းဥပဒေနဲ့အယူခံခြင်းမရှိဘဲနဲ့ရေရှည်ဆက်သွားလို့ရတယ်ဒီသဘောတော့ရှိတယ်နော်ဆိုတော့မကြိုက်တာကိုမကြိုက်ကြောင်းဝေဖန်လို့ရတယ်တိုးတော့မကြိုက်တာကိုမကြိုက်ကြောင်းပြောပြီးမြဲဒီစဲအစိုးရအာဏာပိုင်မှာဆဲဆိုရန်ကားတာချတော့ဥပဒေတွေကိုကြော်သွားတာအဲ့ဒါပြတ်တာဒါလေးတော့သတိထားကြဖို့တော့တိုက်တွန်းချင်တယ်အဲ့တော့လောလောဆယ်တော့အဲ့ဒီမှာဇွန်နီလာထေးတို့ဇလန်အဲ့ဒီအစိုးရကကျင်လိုက်တာဇွန်နီလာထေးနဲ့ပန်ဆယ်လိုနဲ့ဂျာမှာပြဿနာဒါစဖြစ်တော့မယ်ဖြစ်နေပြီဘာလို့လဲဆိုတော့ပန်ဆယ်လိုကလည်းအဲ့ post နဲ့တက်လာအဲ့လိုသူ့အဲ့လိုထုတ်တယ်ပေါ့ဗျာအဲ့လိုထုတ်တဲ့ခါမှာ तू ကပန်ဆယ်လိုက Facebook ပေါ်တက်ပြီးတော့အကြီးကြီးထားကြီးတယ်ပန်ဆယ်လိုရေးတဲ့စာကလည်းကြည်ုံဘလို့ရေးလဲဆိုတော့ကိုမင်းကိုနိုင်ဝက်ကိုကူးမှလဲတာဟဲ့2021အာနာသိန်းစာမှာကိုယ်ဝန်ထမ်းထုတ်တော့တဲ့ကိုမင်းကိုနိုင်နဲ့တစ်ဖိုင်နဲ့တန်းနဲ့ဝန်ထမ်းထုတ်ခံခဲ့ရတာတဲ့ကိုလိုလူနဲ့ကိုမင်းကိုနိုင်ကိုတန်းနဲ့ထားဝန်ထမ်းထုတ်တယ်ဆိုတာတဲ့ကိုမင်းကိုနိုင်ကိုသေးသေးစေခြင်းနဲ့စကားစားရဲ့လုပ်ရလေးတဲ့လေးနှစ်အကြာမှာဝက်လေတာပဲတဲ့ကိုကိုတော်လန်ကြီးမှာတရေမမှန်နဲ့ဟာမကြီးနှစ်ကောင်နဲ့တန်းတူအမတူမှာကျင်ညာတာဟဲ့ဟာတော့ပန်ဆယ်လိုရောင်းတာဝယ်ဖမ်းမယ်ဘာညာကစိတ်မဆိုးဘူးတဲ့ညီမပြောဘာမှပို့မရောင်းတာကြားလာပြီတဲ့ရတနာပစ္စည်းတွေကိုဝယ်နေတဲ့အထက်ညီမပြောဝယ်တာတက်ဝင်ပါဘူးတဲ့အကုန်ပြပကကြီးပဲတဲ့ဟိုဟာမကြီးနဲ့တန်းကြီးတာကြတော့အော်လုံးမှာနာတယ်တဲ့ခေါင်းထရှော့ပြအောင်ပဲတဲ့နော်အဲ့မှာအဲ့ဒီအပိုက်ကရေးကြည့်နော်လေးနှစ်ကြာမှဝက်လေတာပဲတဲ့ကိုတော်လိုင်းမှာတရေမမှန်နဲ့ဟာမကြီးနှစ်ကောင်နဲ့ထန်းတူအမတူမှာကျင်ညာတယ်ဆိုတော့အဲ့တကလို့ကကိုဘက်ကအုပ်စုကိုသွားထိတယ်နေသူတို့ဘက်တော်သားချင်းမှာပဲပြန်ထိတယ်နေထချကုန်ရပြီနော်ဆိုတော့သူ21ခင်းကျတော့သူ့ကိုဝမ်းထုတ်တဲ့အချိန်မှာမင်းကိုနိုင်နဲ့တန်းနဲ့ထုတ်တယ်ထုတ်တော့သူကသူ့ကိုမင်းကိုနိုင်နဲ့တန်းထုတ်ရသလားဆိုပြီးလူတွေကတခါလေမင်းကိုနိုင်နဲ့ပန်ဆယ်လိုကဘာအဆင့်ရှိပန်ဆယ်လိုကဘာအဆင့်ရှိတာမလို့လဲဘာမှတုံစားမရတဲ့တခိုးမှဂျပိုးမှမယန်ရန်ကဆဲဆိုနေတဲ့ဟိုမိမဆုံးမှဖာမဆုံးမှသမီးစသဖြင့်လူတွေကဝိုင်းပြောကြတယ်ဗျာကိုမင်းကိုနိုင်မှာနိုင်ငံရေးစသဖြင့်ဒီလိုပြောကြတာပေါ့ဗျာအဲ့လိုပြောကြတာပါအဲ့လိုပြောတော့ပန်ဆယ်လိုကြီးမှာရင်နာနာနဲ့သူခံရတာပေါ့ဗျာနော်ဟိုမျိုးလိုပြောကြတာပေါ့ပန်ဆယ်လိုကပါလေမိုးဟင်းအောင်ဆွဲမှာလို့စသဖြင့်ပေါ့ဗျာမိုးဟင်းစရေးမှာလို့နော်တက်ကုန်းမှာလို့စသဖြင့်နော်တက်ကုန်းမရလို့ဟိုအနီးဘက်ကိုပြန်ပြေးကုန်းတဲ့ဟာမှာလို့စသဖြင့်ပေါ့မင်းကိုနိုင်နဲ့တိုင်းရသလားဆိုပြီးတော့အမှပုံနဲ့တင်းနဲ့ဝိုင်းဆဲတဲ့အခါကျတော့ तू ကအဲ့မှာရင်းထဲမှာမကောင်းဖြစ်တာပေါ့အခုလည်းကြာတော့အဲ့လိုပုံစံမျိုးတူပေါ့ဗျာအဲ့သူ့ तू ကအဆင့်ရှိတယ်ဟို तू နဲ့တန်းထဲတဲ့ဟိုဟာတွေကအဆင့်တန်းမရှိတဲ့ဟာမတွေပေါ့ပုံစံမျိုး तू ကပြောလိုက်တာအဲ့လိုပြောတော့ तू ပြောတဲ့အဆင့်တန်းမရှိတဲ့ဟာမတွေဆိုတော့ဘယ်သူ့ကိုပြောတယ်လဲလို့မင်းတို့ကတချို့ကတော့ဘယ်သူလဲကိုစဉ်းစားကြတယ်ကျွန်တော်အမြင်ပြောရရင်တော့ तू ပြောတဲ့ဗရေမမှန်တဲ့ဟာမကြီးနှစ်ကောင်ဆိုတာကအဲ့ဗရေမမှန်တဲ့ဟာမကြီးနှစ်ကောင်ဆိုတာဖြစ်နိုင်ချေရှိဆုံးပြောမယ်နော်ဟာမကြီးနှစ်ကောင်ဆိုတာဖြစ်နိုင်ချေရှိဆုံးက तू ့ရဲ့ရီမချက်ရဆိုရင်တော့တစ်ချက်က iron နဲ့ဇွန်နီလာထေးကို तू ရွေပုံရတယ်ဗျ iron နဲ့ဇွန်နီလာထေးကိုရွေပုံရတယ်အဲ့မှာပြဿနာကစအောင်ဇွန်နီလာထေးကလည်းနောက်ဆုံးမရအောင်ချက်ချင်းဆိုလို့ထားပြီးတွေ့တာပဲ तू
ဘလို့တွေ့လဲဆိုတော့ဇိုနီလာထက်ကပြန်တွေ့တယ်ကျွန်တော်ဇိုနီလာထက်ဗီဒီယိုနဲ့ဖွင့်ပြတော့ဇိုနီလာထက်ကဗီဒီယိုဖိုင်သူ့ရဲ့ဟောပါသူ့ရဲ့ Facebook မှာလည်းရှိတယ်အခု TikTok မှာလည်းရှိတယ် Telegram မှာလည်းတက်နေတယ်ဇိုနီလာထက်ကဇိုနီလာထက်ကအိုင်ယွန်ကတော့ပြန်ပြောတော့ကျွန်တော်အခုထိကျွန်တော်မကြည့်လိုက်ရသေးဘူးမတွေ့ရသေးဘူးဒါပေမဲ့တေးရအိုင်ယွန်လည်းပြန်ကွာထိုင်းပြန်တုတ်မှာအိုင်ယွန်လည်းသူတုတ်လိမ့်မယ်သူတုတ်လိမ့်မယ်အိုင်ယွန်လည်းသူတုတ်လိမ့်မယ်စကူကအိုင်ယွန်ကတုတ်လိမ့်မယ်ဇိုနီလာထက်လည်းသူတုတ်ပြီကိုရီးယားဆိုလည်းသူတုတ်ဘလို့တုတ်လဲဆိုတော့တခိုးမာတဲ့ကဲပန်ဆယ်လိုတခိုးမာတဲ့ဆိုတော့ကျွန်တော်အိုင်ယွန်ကပန်ဆယ်လိုတခိုးမာလို့ပြောတော့မှကျွန်တော်မျိုးလုံးထဲမှာဟိုတလောကကျွန်တော်လူတွေကြားထဲမှာဟော့ဖြစ်သွားတဲ့စကားလုံးတွေသွားသတိရတယ်ကျွန်တော်တို့အေကိုပန်ဆယ်လိုကတ်သွားလို့ကျွန်တော်အရင်ဆိုင်ကယ်လေးပြောက်သွားပါတယ်ဆိုကျွန်တော်မျက်စိလေးပန်ဆယ်လိုကတ်တာနဲ့ဆိုင်ကယ်ပြောက်တာနဲ့ဘာဆိုင်လို့လဲပေါ့ဟုတ်လားကျွန်တော်အေကိုတဲ့ကျွန်တော်တို့အေကိုပန်ဆယ်လိုကတ်သွားလို့တဲ့မီးစက်ထဲမီးစက်ကြီးပါသွားပါတယ်လို့ကျွန်တော်တို့အေကိုပန်ဆယ်လိုကတ်သွားလို့ဟိုမှာဟိုဖက်နှက်အစုပ်ကလေးပါသွားပါတယ်လို့အားစားသမီးပေါ့မျိုးပြောသူစနာကျွန်တော်တို့အေကိုပန်ဆယ်လိုကတ်သွားလို့ဖုန်းတွေပါသွားပါတယ်ကျွန်တော်အဲ့တုန်းကနားမလည်ဘူးအခုဇွန်နီယာလေးပြောမှာပန်ဆယ်လိုတခိုးမှာဆိုတော့မှာဩအေကိုတခိုးကတ်တယ်လို့ပြောတာအေကိုတခိုးကတ်တာကိုတခိုးကတ်တယ်လို့မပြောဘူးပန်ဆယ်လိုကတ်တယ်ဆိုတော့ကဲကျွန်တော်လည်းဘာပြောမှမသိအဲ့တော့ဖြစ်တယ်ဟော့ဖြစ်ခဲ့တဲ့ issue ကျွန်တော်စဉ်းစားနော်ဟာပန်ဆယ်လိုဗျာအိမ်ဘိုးဗျာအိမ်ဘိုးကိုကျွန်တော်အရာဝီတိုင်းသူဗျာအဲ့လိုကြီးအရာဝီတိုင်းသူအိမ်ဘိုးကိုအဲ့လိုကြီးပြောတော့ဘယ်ကောင်းမလဲဗျာကျွန်တော်တို့အရာဝီတိုင်းသူစီတိတော့ကျွန်တော်ကလည်းပုံနေပြောဩငါတို့အရာဝီတိုင်းသူလာထိပြီဟာငါတို့မခံဘူးတော့ခံမသိပေါ့ဗျာကျွန်တော်အဲ့လိုတွေးလိုက်မိတယ်နော်အဲ့လိုမျိုးစဉ်းစားပြီးဩတခါကြောက်လေဒီလိုမျိုးဗျာဟိုသူခင်ဗျာဟိုအမေရိကန်မှာသူခင်ဗျာကောင်းကောင်းဝယ်နေကောင်းကောင်းဝယ်နေအလူခံစားနေတဲ့ကိစ္စကိုခင်ဗျားတို့ကဒီကနေဝိုင်းဆဲနေကြတော့ဘယ်လိုလုပ်မလဲကောင်းကောင်းအလူခံစားနေတဲ့ကိစ္စကိုဒါဒီကလူတွေဝိုင်းပြောနေကြပြီးတော့တော်လိုင်းရေးမီးခင်ဆိုပြီးတော့နာမည်ကြီးနေတဲ့ဟာယူဝိုင်းတွေ့နေကြတယ်ဇွန်လက်တို့အဲ့မှန်တကယ်တော့ဇိုလီလာထေးတို့ဟိုအိုင်ရန်တို့ကဒါဟောပြချင်းအကြောင်းရသူတို့တော်လိုင်းရေးမီးခင်မဖြစ်ရလို့ပန်ဆယ်လိုဖြစ်တာကိုစိတ်ဆိုးပြီးမနာလိုဖြစ်ကြတယ်ပုံပေါ်တယ်ဘာသိပန်ဆယ်လိုကပဲတခိုးမှကြီးကြနေတာပဲသူတို့ပြောပုံရဘာသိပန်ဆယ်လိုကပဲမိုးဟင်းအောင်ဆွဲမှကြီးကြနေတာပဲဘာသိပန်ဆယ်လိုကပဲဟိုဘာခေါ်လဲဒီတက်ကုန်းမှကြီးကြတယ်သူတို့ပြောပုံရဘာသိပန်ဆယ်လိုကပဲအရှိတဲ့အလူငွေတွေ PDF တွေအတွက်ထောက်ဖို့အလူငွေမှတမအကုန်လုံးကိုတွေ့တယ်ဘုံပြီးတော့ဈေးဆိုင်တွေပေါ့ shopping ဆိုင်တွေဈေးဆိုင်တွေဆိုင်ရှောက်ဖွင့်နေတဲ့အတိုင်းအိမ်လုံးဝယ်နေတဲ့အတိုင်းပဲသူတို့ပြောနေပုံရနော်ကျွန်တော်အဲ့လိုတော့သူတို့ပြောနေပုံအဲ့လိုဖြစ်နေတယ်ဒါပေမဲ့ဇွန်ရီယာလေးကတော့ပြောတယ်ပန်ဆယ်လိုဟဲ့တခိုးမှာပေါ့ဟဲ့ပန်ဆယ်လိုတခိုးမှာပေါ့ငါကိုနင်းကတန်းပြီးတော့နင်းကိုနင်းနဲ့တန်းနဲ့ငါ့ကိုထားတာငါပူပြီးယွန်တာဆိုတော့ပြန်ပြောတယ်တန်းနဲ့ထည့်ခါတာငါပူယွန်တာနင်းတို့တခိုးမှာနဲ့ငါ့ကိုတန်းထားတာငါပူယွန်တာငါတို့ကပညာတတ်တွေနင်းလိုမျိုးစာမတတ်ပေမတတ်ဟိုချဲရောက်နှလုံးရောက်ပြီးဟောပြလာတဲ့ဟာမှာပေါ့စားသမီးပေါ့ဗျာပန်ဇွန်ရီယာလေးကလည်းပို့ပြောရတယ်ဗျာအဲ့မျိုးသမီးကလည်းသိတဲ့အတိုင်းပဲရုပ်ကသာဆိုးတာခင်ဗျာစကားလည်းကျွဲသလားမင်းအဲ့မျိုးသမီးကလည်းတော့ရုပ်ကသာဆိုးတဲ့စကားလည်းကျွဲတယ်ဟာအဲ့မျိုးသမီးကလည်းတော့ငွေပုနဲ့သူနဲ့ဘာတွေညှိထားတယ်တော့မသိဘူးဟိုကြောင်တော်ကြားတာနဲ့ကြောင်တော်ခေါင်းတော်နဲ့ဟိုမမရိုင်းနဲ့ဟိုလူယုံပေါက်တဲ့ကောင်ငွေပုနဲ့သူနဲ့ဘာတွေလဲတော့မသိဘူးအဲ့မှာငွေပုနဲ့လည်းထားညှိရှိတယ်အဲ့ဇလန်တွေကဆိုတော့ तू ကငါတဲ့မဟုတ်တာလောက်ထားရင်တော်လိုင်းဟိုမျိုးစသဖြင့်တော်လိုင်းနဲ့ပတ်သက်ငါအလူခံတွေလုပ်ခဲ့ပြီဒါပေမဲ့ငါမဟုတ်တာလုပ်ရင်ငါ3စာပြန်ရောမယ်တဲ့နေမဟုတ်တာလို့3စာရောမလားနေပြောစမ်းဆိုပြီးတော့ပန်ဆယ်လိုမှဇွန်ချတဲ့စိန်ခေါ်ရောအဲ့တော့ပန်ဆယ်လိုကတော့ဇွန်ချတဲ့စိန်ခေါ်တာမမြင်သေးဘူးထင်တယ်သူတို့ချင်းတော့ညှိကြရောအဲ့တော့ဒီကနားဆာကထုတ်ပြန်လိုက်တာတခုသူတို့ချင်းထညှိတာတခုလေမဇလန်ပွဲရုပ်တယ်သူကြည့်ပြီးတော့အော်လို့သူတို့အုပ်စုထဲမှာလည်းဒီလိုတော့ရှိတာပဲအုပ်စုထဲမှာတင်းကွဲတွေလို့ရှိကြတာပဲသူတို့အုပ်စုမှာတင်းကွဲတယ်သူတို့အုပ်စုမှာတင်းကွဲတယ်တင်းကွဲရခြင်းအကြောင်းရလဲကြည့်ရတော့အကြောင်းရှိမှာပေါ့ဗျာသူတို့ချင်းတင်းကွဲရခြင်းအကြောင်းရချင်းသာတယောက်နဲ့တယောက်ယူသားတယ်တစ်ဖွဲ့တယောက်ယူသားမှန်ကန်လောက်ကြတယ်ဆိုရင်ဘယ်တင်းကွဲစရာရှိမလဲအခုတင်းကွဲတယ်ဆိုတော့မမှန်ကန်နေတစ်ဖွဲ့ရတစ်ဖက်ကလှုပ်လို့ပေါ့ဗျာဒါတော့ရှင်းရှင်းလေးပြောတာအခုတော့ဘယ်လိုဆိုတော့ချမ်းကြောင်လူ2ယောက်ထောင်2ယောက်တယ်အခုချမ်းလိုမျိုးပဲဟိုပုဂ္ဂိုလ်တွေပေါ့နာမည်တက်ပြီးကြီးညာလိုက်တယ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ရှိရင်ထောင်2ယောက်မယ်အဲ့ကြီးညာလိုက်တယ်အဲ့လိုပြောတဲ့အချိန်ကျမှပန်ဆယ်လိုကထားပြီးတော့ဒီအောက်တန်းစားဟာမာတွေနဲ့တရနဲ့ထားခံရတာဘာဖြစ်လဲညာဖြစ်တယ်ပြောတော့ဇွန်ဒီယာတွေကစိတ်ဆိုးရောပန်ဆယ်လိုပြန်တွေ့တယ်ပန်ဆယ်လိုကတော့နောက်နေ့ပြန်တွေ့ဦးမယ်အိုင်းနဲ့ပြန်တွေ့မယ်နဲ့ပတ်လက်ရိုက်တွေ့ကြအောင်မလားတော့မသိဘူးသူတို့ချင်းပွဲတွေဖြစ်ကြအောင်မလားတော့မသိဘူးကျွန်တော်တို့စောင့်တော့မကြည့်တော့ပါဘူးဗျာကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့ဘာခေါ်လဲကျွန်တော်တို့ရဲ့ social media news feed တွေမှာပေါ်လာရင်တော့ news feed မှာပေါ်လာရင်တော့ကျွန်တော်ကြည့်မှာမပေါ်လာရင်တော့တွားတော့မကြည့်တော့ဘာလို့ဆိုတော့လောက်အယုတ်တအနတ္တဆဲဆိုရိုင်းဆိုင်ရန်ကမိမဆုံးမဖာမဆုံးမပုံစံမျိုးတောက်နေတော့အပြန်လာပြောနေကြတာကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်သူတို့တော့ပြန်လာပြောနေကြတာကိုကျွန်တော်ဘယ်လိုလုပ်ပြီးတော့ဘယ်လိုလုပ်ပြီးကြည့်ရမလဲကျွန်တော်တို့ဒါတွေကကျွန်တော်တို့လုပ်ဖို့အဲ့လိုပဲနော်ဒါပေမဲ့ဒီလို hot ဖြစ်နေတော့သူတို့အုပ်စုတွေဖြစ်နေတော့တမင်ထည့်ပြောတာပါနော်ဆိုတော့ဒါလေးကတစ်ခုပေါ့နောက်တစ်ခုကတစ်ချက်တည်းပါပဲတခါအခုတောင်ကိုရီးယားကဇိုနီတာဒေးဇလန်ပြောရင်းနဲ့နော်ပူပိုလည်းပြဿနာတက်ပြန်တယ်ပူကိစ္စတွေကျွန်တော်သိပြီးလို့ယူဆတယ်တချို့တွေနော်ပူကပြီးခဲ့တဲ့အခုတောင်ကိုရီးယားမှာသူချော်ရွေးသွားတယ်ပူကအလုံးသိနေမယ်ထင်ပါတယ်တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့တောင်ကိုရီးယားအင်ချွန်မှာရှိတဲ့လေပြေဘားနဲ့စားတော့ဆိုင်ပေါ့အဲ့မှာသူကဖြော်ပြေးလို့သွားတယ်ပူကဘာရွေးချက်လို့မသိဘူးနော်ပူဖြော်ပြေးလို့သွားတယ်ပေါ့ဗျာနော်သွားတယ်ဆိုတော့အဲ့လိုသွားတာကိုဒီကိုရီးယားရောက်မြန်မာနီပိန်းများကကိုရီးယားရောက်မြန်မာနီပိန်းအုပ်စုကဘာထားလို့လဲဆိုတော့ပူဖြော်ပြေးကန့်ကွက်တယ်ဆိုပြီးလုပ်ကြတယ်ကန့်ကွက်တယ်လုပ်ကြမှာရိုးတော့မဟုတ်ဘူး31ရက်နေ့မေလ31ရက်ညနေ9:00နာရီမှာ9:00နာရီကနေပြီးတော့နောက်ဂျွန်လာ1ရက်နေ့မနေ့အစောကြီးလောက်ထိတောင်ကိုရီးယားနိုင်ငံအင်ချွန်မြို့မှာရှိတဲ့လေပြေဆိုတဲ့ဘားနဲ့စားတော့ဆိုင်အရှိနားမှာနော်အဲ့နားမှာဆန္ဒပြတဲ့အုပ်စုကစိုက်ပုတ်ကံမျိုးလူမြန်မာလူ340လောက်ရှိမယ်ဗျအဲ့လူအုပ်စုကမြန်မာလူအုပ်စုက340လောက်လူအုပ်စုကဘာရေးထားလဲဆိုတော့ရေဘော်စီအမှုပညာရှင်ပူတောင်ကိုရီးယားမှာဖြောပြမှုအလိုမရှိဆိုအဲ့လိုမျိုးစိုက်ပုတ်ကံပြီးတော့ဆန္ဒပြတယ်အဲ့လိုဆန္ဒပြတယ်ပြရောအဲ့ခုနမေလ31ရက်ညနေ9:00နာရီနဲ့ဂျွန်လာ1ရက်နေ့မနေ့အစောကြီးထိပေါ့နော်အဲ့ဒီမြန်မာနဲ့ဆိုရင်တော့ကျွန်တော်ထင်တယ်မြန်မာနဲ့ဆိုရင်ကျွန်တော်ဟိုကတည်းကကျွန်တော်တို့နိုင်နေစောတယ်ပေါ့နိုင်နေစောတယ်ဒါတော့အဲ့လိုဆန္ဒပြနေတဲ့အချိန်မှာနော်အဲ့ဆိုင်ထဲကနေပြီးတော့ထွက်လာတဲ့2ယောက်နဲ့ကန့်ကွက်ဆန္ဒပြသူတွေကြားမှာမင်းပါလေငါပါလေဖြစ်ကုန်တော့ကွာဒါမျိုးမင်းတို့လောက်အောင်ကောင်းလားဘာလားညာလားပေါ့မင်းတို့ဘာဖြစ်တယ်ညာဖြစ်တော့ဆင်းလာပြီးတော့ဆန္ဒပြတဲ့သူတွေကိုမင်းတို့တော်လေးကောင်တွေမင်းတို့အောက်တန်းသားတွေကလေးကချီကောင်တွေမင်းတို့ဒီလိုမမရိုက်နဲ့သူများဟောပြတော့စရပြန်ဖြစ်ကြတော့ပဲစကားပြောပြီးဖြစ်ကြတော့ထိုးပဲချင်းမင်းဖြစ်ကြတယ်တဲ့
ဖြစ်ကြပြီးတော့နောက်ဆုံးကြတော့ဟိုပြန်ပြီးတော့အဲ့နှစ်ယောက်ကိုပြန်ဆွဲခေါ်တယ်လို့ပြန်ဆွဲခေါ်ဟိုးကလည်းလူအုပ်စီခွဲသွားတယ်ခွဲသွားပြီးဖြစ်ကြတယ်ပြောရင်တော့တကယ်တော့ပုံမှန်ရဆိုရင်တောင်ကိုရီးယားမှာအဲ့လိုလူအုပ်စုလိုက်ဆန္ဒပြမယ်ဆိုရင်48နာရီကြိုတင်ပြောကြရတယ်အတိပေးရတယ်ဆိုတော့ပြောရင်တော့48နာရီကြိုတင်အတိပေးရမယ်ကြိုတင်ပြောပေးနိုင်ကြဘူးအချိန်မမီဘူးပေါ့မီးတဲ့အတွက်သူတို့ကတယောက်ချစ်စီသူကဆိုင်ဖို့လေးကြိုက်ပြီးတော့သူတို့နဲ့မဆိုင်ငါနဲ့သူမဆိုင်သူမြန်မာနီးမြန်မာကလင်ကချင်းညံတယ်ဟိုဘက်ဒီဘက်ကြော်ခွာပြီးတော့လောက်ကြတော့ဗျာသူကပြကျွန်တော်မဆိုင်ဘူးကျွန်တော်ပြအဲ့လိုမဆိုင်အဲ့လိုရှောင်းပြီးပြကြတယ်တိုးတော့ဘယ်လိုဖြစ်ပို့ပို့ဆန္ဒပြတဲ့ဟာကျတော့ရဲအဆိုင်ရှင်ကနည်းနည်းလေးပြောပြီးတော့ရဲတွေပိုင်းတိုင်မှုကြိုးစားတယ်ပေါ့ဗျာတိုင်မှုကြိုးစားတယ်ဒါပေမဲ့လည်းတိတ်ပြီးတော့ကြည့်ရတာရိုင်းလဲဆိုင်ရမလို့ရဲတဲ့ပုံပေါ်တယ်ဒါပေမဲ့ပို့ကတော့ပွင့်လည်းပြောတော့အဲ့ဒီဆိုင်မှာသွားဖြုတ်ရမယ်ဆိုတဲ့သတင်းကတော့အဲ့ဒီမှာတနိုင်အဲ့ကိုရီးယားမှာရောက်တဲ့မြန်မာကြီးချာမှာနာမည်ကြီးနေပြီသားပြီးတော့ရှင်တဲ့ပွဲစီစဉ်ကိုနောက်ဆုံးကြတော့ဖျက်သိမ်းမယ်လို့ဆိုပြီးတော့လည်းပြန်ကြေညာလိုက်ရတယ်လည်းရှိတယ်ဒါပေမဲ့ဖျက်သိမ်းညခဏတာပို့ကိုဆန္ဒပြမယ်ပို့လာချင်းဆိုရင်ဆန္ဒပြမယ်ဆိုတော့ဖြစ်ကြတယ်ဆိုတော့အဓိကရည်ရွယ်ချက်ကပို့တော့အဲ့ကိုရောက်မသွားဘူးလို့ကျွန်တော်ခံမှန်းမိတယ်ဘာလို့ဆိုတော့ပို့ကလည်းအခုချိန်မှာဆိုင်းလန်ပေါ့အတန်တိတ်သူလည်းကြောက်တယ်ထင်ပါတယ်အတန်တိတ်ပြီးတော့ဘာမှပြောတော့အဲ့တော့ဆန္ဒပြကြတယ်ပို့အဲ့လူတချင်းဆိုတော့ကန့်ကွက်ကြတယ်ဆိုတော့လူတစုရဲ့တကယ်စိတ်နေစိတ်ထားအမှန်အဲ့ဒီကိုရီးယားရောက်မြန်မာနီဘိတ်အုပ်စုနောက်တစ်ခုက NLD အားပေးသူ NUG အားပေးသူနီဘိတ်အုပ်စုပေါ့ NLD အားပေးသူလူကောင်းတွေရှိတယ်เนาะအဲ့လူကောင်းတွေကိုကျွန်တော်မဆိုလို့နီဘိတ်တွေကိုပြောချင်တာအဲ့နီဘိတ်အုပ်စုက NUG နီဘိတ်နဲ့ NLD နီဘိတ်အုပ်စုအဲ့ဒီအုပ်စုကအဲ့အုပ်စုရဲ့သဘောထားကိုပို့ခုလောက်ဆိုရင်နားလည်သိပြီဆိုတော့ကျွန်တော်တွက်ဆချင်ပါတယ်ဘာလို့ဆိုနားလည်သိပြီဆိုတော့တစ်ချိန်တော့ပို့ဒီစစ်တပ်ကိုဆန္ဒပြတဲ့ပုံကန်တော်လန်မှုတွေမှာသူကပါခဲ့တယ်အဲ့တော့ပို့ကလုံးဝဟီးရိုးသူရဲ့ကောင်းမကြီးပေါ့နော်တကယ်အဲ့လိုပါကြီးဒါပေမဲ့ပို့ကထောင်ကျသွားတယ်ကြောက်ထောင်ကပြန်လွတ်လာပြီးတဲ့နောက်မှာသူဘာဖြစ်လဲဆိုတော့သူကကောင်းဝယ်ရှာဖွေပြီးတော့စားတယ်ကောင်းဝယ်ရှာဖွေသူခန္ဓာကိုယ်နဲ့သူအတန်နဲ့သူဘာဖြစ်တယ်ပေါ့ဗျာသူတချင်းဆိုရဲပါညာအားလုပ်တယ်ပေါ့လို့ဆိုတော့သူ့ရဲ့အမှုပညာပေါ့ဒါလုပ်စားတယ်ပေါ့ဆိုတော့ဒါပေမဲ့အဲ့အရာကြီးကိုဟိုဘက်အုပ်စုကနော်ဟိုဘက်အုပ်စုကငါတို့ဘက်မပါကောင်းလားဆိုတဲ့ပုံစံချက်ချင်းပြောင်းသွားတယ်မူလတော့ကသူရဲ့ကောင်းအခုသူတို့ဘက်လည်းမပါတော့ဘူးကိုယ့်ကိုဘယ်သူမှမပါသူကတချင်းဆိုစားတယ်ကောင်းမို့တော့သူကောင်းဝယ်လို့လုပ်ကြရှာဖွေစားတော့တဲ့ခါကြတော့ပို့ထပြီးတော့ခုနမျိုးစုံဝေဖန်ပြောကြတယ်နော်ဟိုဘောမာတွေရောဆဲဘောဘာတွေရောညာတွေစုံတော့ဗျာနော်ဟိုစုံပြောကြတော့ဗျာဘောမာတွေပါပေါ်ရေးပေါ်စီအမှုမြရှင်တို့ဘောမာအမှုမြရှင်စမျိုးစုံပြောကြတော့ဆိုတော့ပို့အနေနဲ့ကခုလောက်ဆိုရင် तू နောင်တတွေရရင်လည်းရမယ်မရရင်လည်းမရဘူးဒါမှမဟုတ်လေ तू ဖော်ခဲ့တဲ့ဆေးကို तू ပြန်ပြီးမိတယ်လို့ကျွန်တော်ပြောချင်တာဒါတစ်ခါတည်းရရင်ကိုဖော်ခဲ့တဲ့ဆေးပဲကိုရက်မိတဲ့အုပ်စုကဒီလောက်အောက်တန်းသားကလေးကြီးအုပ်စုမှန်း तू တိသွားတဲ့နေ့အဲ့ဘက်ကအုပ်စုနဲ့မပတ်သက်တဲ့နေ့တွေရောက်တော့အဲ့အောက်တန်းသားကလေးကြီးအုပ်စုကသူ့ကိုပြန်တိုက်ခိုက်တယ်ဆိုတာ तू ခုသိဖို့လိုပြီလို့ပြောချင်တာ तू တိလောက်ပြီလို့သိသိပြီဆိုတော့ပြောချင်တာဆိုတော့သူတို့လိုချင်တာကဒီမိုကရေစီတွေလူ့အခွင့်အရေးတွေမဟုတ်ဘူးငါတို့ဘက်တော်သားမဟုတ်ရင်အဲ့ဒီကောင်မတွေအကုန်လုံးငါတို့ရန်သူဖြစ်သွားပြီဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကအဲ့ဒီနီဘိတ်အုပ်စုက NUG နီဘိတ်အုပ်စုကတခါတည်းဝိုင်းဝန်းတိုက်ခိုက်ဖို့ဝင်မလေးလားဒါကျွန်တော်အဲ့တိုင်းပဲအဲ့တော့ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီကအဲ့ဒါမျိုးလားပိုလိုချင်တဲ့ဒီမိုကရေစီကအဲ့ဒါမျိုးလားဆိုပိုပဲဖြေရတော့ကဲပိုလိုချင်တဲ့စစ်အာဏာရှင်ချုပ်ငြိမ်းရေးလို့ဒီမိုကရေစီအခွင့်အရေးဆိုအဲ့ဒါလားဆိုတာပိုကိုယ်တိုင်ပဲခုဆိုရင်ခေါင်းအေးထားပြီးသူစဉ်းစားနိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ပိုလဲခုတော့သူလဲခုလောက်ဆိုတော့ရှောက်ဖြစ်နေပိုဘက်ကဖန်နေလည်းပြန်တုတ်ပြန်လာတော့ရှိတာပေါ့ရှိပေမဲ့လည်းဘယ်ရမလဲဗျာ NUG နီဘိတ်အုပ်စုကအစကတည်းကအုံနေချင်းနဲ့လာတော့ဗျာခင်ဗျဘယ်တုံးတော့မခံနိုင်ဘူးလေနော်မခံနိုင်တော့သူတို့နဲ့သွားပတ်သက်ပြီးလို့ဒီမှန်သမျှသူတို့ရဲ့တောင်မခံနိုင်ဘူးကျွန်တော်တချင်တော့ပိုင်တကွန်လဲတကယ်သူရဲ့ကောင်းလေးတွေခုပိုင်တကွန်လဲဆဲခံရတာပဲဟိုကောင်တွေပေါ်တာပဲဒါပေမဲ့ဘယ်သူမှခွင့်ဆိုင်ဆက်နေတယ်ပေါ့နောက်ခုလူမင်းတို့အဲ့ဒီဟိုပါလဲနေပြည်တီဦးတို့အင်ဒရကျော်စင်တို့အုပ်စုတွေဆိုရင်ဒါခုသူတို့ဆိုရင်ပွဲတွေပါဖြစ်တယ်ဒါပေမဲ့ဟိုဘက်အုပ်စုကအသားလေးကြည့်နေတယ်ရှိုးနေတော့ပြောတိုင်းတွေ့မှာပဲအဲ့အုပ်စုတွေလေပြောတိုင်းတွေ့မှာပဲအုပ်စုကဆိုတော့ဒါကြောင့်တစ်ခါကြရင်ကိုဖော်ခဲ့တဲ့ဆေးကဘယ်နဲ့လဲပြင်းလားဆက်သလားအဲ့လိုပဲမေးချင်တာကိုဖော်ခဲ့တဲ့ဆေးကပြင်းသလားဆက်သလားပြီးတော့ကိုယုံကြည်ခဲ့တဲ့အဲ့ဒီလူအုပ်ကြီးကတကယ်ပဲဒီမိုကရေစီလိုလားပြီးတော့ခင်ဗျားတို့ရဲ့အခွင့်အရေးကိုနားလည်ပေးသလားဆိုတာခင်ဗျားတို့ခုလောက်ဆိုရင်သိပြီလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့သိရင်လည်းရှက်တတ်ကြဖို့လိုတယ်ရှက်တတ်ပြီဆိုလို့ရှိရင်လည်းဝန်ခံကြဖို့လိုတယ်ဝန်ခံပြီးတော့ရှိရင်မလုပ်တင်တာမလုပ်ဖို့ကိုယ်တိုင်ကလည်းတခြားလူတွေကိုတားမြစ်ကြဖို့ဟိုဘုဒ္ဓတာနေတဲ့သတင်းစကားတွေပေးကြဖို့လိုတယ်အဲ့ဒါမှသာလေခင်ဗျားတို့ကတကယ်ကိုလူကောင်းလူမောင်လူမှန်လူတော်လူကောင်းတွေဖြစ်လာမယ်လို့ကျွန်တော်တို့အကြံပြုချင်ပါတယ်နော်ဒါကျွန်တော်အကြံပြုချက်ပါနောက်တစ်ခုကတော့ဖားကံမှာဖြစ်သွားတဲ့ဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်အဲ့ဒါတော်တော်လေးလူကြားမှာတော့ hot ဖြစ်နေတယ်အဲ့ဒါဘာလို့ဆိုဖားကံမှာပောက်ကွဲမှုဖြစ်တယ်ပောက်ကွဲမှုလည်းဖြစ်တယ်မီးရှို့တဲ့ဇာတ်လမ်းတွေလည်းဖြစ်တယ်နှစ်မျိုးပေါ့ပောက်ကွဲမှုဆိုတာကပောက်ကွဲမှုအရင်ပြောပါမယ်ဖားကံမြို့နယ်လုံခင်းဒေသမော်စီစာကြီးပါတင်အောင်ကြိုင်ဆိုတဲ့လောက်ကွယ်အဲ့လောက်ကွယ်ဟောမှာဒီနေ့မုံလဲတနားကြီးဆိုလောက်မှာအိုးဝင်လဲဆိုပောက်ကွဲတိုင်းကြားတယ်အိုးဝင်ပောက်ကွဲတိုင်းကြားတယ်အဲ့ပောက်ကွဲတိုင်းကြီးကပြောရရင်တော့အဲ့ပောက်ကွဲတိုင်းကြီးကကြားတဲ့ခါအဲ့မှာမော်စီစာကြီးရွာမှာရှိတဲ့လူတွေလှန့်ကုန်တာဘာဖြစ်တာလဲအိုးကွဲတဲ့တိုင်းကြီးကတစ်ချက်တည်းမဟုတ်ဘူးအုံးဆိုတစ်ချက်ကွဲသွားမှုသူကပုံအိုးအဲ့လိုကွဲတဲ့တိုင်းအဲ့မှာကျွန်တော်မြင်ရတဲ့ဗီဒီယိုပိုင်းဆိုမီးခိုးလုံးလည်းကြီးထွက်တက်လာကောင်းတယ်ခါတက်ဆိုတော့အဲ့ပောက်ကွဲမှုကြီးမားပြင်းထန်လုံးနဲ့ဖားကံဖြစ်တယ်အဲ့လိုပောက်ကွဲပြီးတော့ဘာဖြစ်လဲဆိုတော့အမျိုးသား2ဦးအမျိုးသမီး2ဦးအဲ့မှာပဲပွဲချင်းပြီးတည်သွားတယ်လူ10ယောက်ကျော်ကထိခိုက်ဒဏ်ရာရှိသွားတယ်ဆိုတော့ဘာဖြစ်တာလဲဆိုတော့အဲ့ဒီကြံအောင်ကြိုင်ဆိုတဲ့ကြောက်တူးဖော်ရေးလောက်ကအဟောင်းအဲ့ဒီအဟောင်းနားမှာရမ်းနေထားတဲ့နေရာရှိတယ်ရမ်းနေထားတဲ့ကိုတောင်ရှိတယ်တိုးလောင်ရှိတယ်အဲ့ရမ်းနေတဲ့တိုးလောင်ကနေပြီးတော့အိုးနဲ့ထားခွဲတာဆိုတော့တော်တော်များကဘာအတွက်ဘယ်ကနေဘယ်လိုကွဲလို့ဆိုတော့ခုထိဟိုအဖြေရှာလို့မရဘူးဖြစ်နေတချို့တွေကပြောတော့စစ်တပ်ကပစ်လိုက်တာလို့ပြောတယ်စစ်တပ်ကပစ်လိုက်တာလက်လက်ကြီးနဲ့ပစ်တာလို့တချို့ကပြောတယ်တချို့ကကြတော့ drone တွေစစ်တပ်ကအသေးခံ drone တွေနဲ့ဝင်ဆောင်တာလို့ပြောတယ်ဘယ်ဟာအမှန်ဆိုတော့ခုထိမသိဘူး
တချို့ကြတော့မဟုတ်ဘူးရန်တွေကနေပြီးတော့ရေးဆိုတာရယ်ပူလိုက်ဆိုလိုက်တဲ့အမှထားပြီးတော့ဟိုရန်တွေ error ဖြစ်ပြီးတော့ပေါက်ခွဲတယ်ပေါ့ဗျာတိုးလောင်ရန်တိုးလောင်ဆိုတော့ပေါက်ခွဲတယ်ဒီလိုပြောကြတယ်မြည်တော့ပင်ပြောစေကမူဘသူကပဲလို့ဘလို့ပြောရန်တိုးလောင်ပေါက်ခွဲတယ်ဆိုတော့ဒါကတော့ဒါ highlight ဖြစ်သွားတယ်ပေါက်ခွဲပြီးတော့အခု3ယောက်တည်တယ်အမျိုးသမီး2ယောက်အမျိုးသမီး1ယောက်အမျိုးသား2ယောက်တည်တယ်တော့တည်သွားတယ်ဆိုတော့ဒီပေါက်ကွဲမှုကိုစစ်တပ်ကိုလည်းညှို့ထိုးခြင်းတွေလည်းရှိတယ်ဒါပေမဲ့စစ်တပ်ဘက်ကလည်းဘာပြောမှန်းတော့မသိဘူးတေချာတော့စစ်တပ်ကအဲ့ပေါ်စစ်ကြောင်းထိုးနေတာတော့ရှိတယ်ဒါပေမဲ့သူတို့ပြစ်တာလို့ပြောအောင်လဲထောက်ထားတယ်ဘယ်သူမှမပြနိုင်ဘူးဘယ်သူမှထောက်ထားမပြနိုင်ဘူးသူတို့ပြစ်တယ်ထောက်လိုက်မပြနိုင်ပြီးတော့ထောက်ထားဆိုတဲ့နေရာမှာခိုင်မာအဲ့နာမှာတိုက်ပွဲလည်းမဖြစ်တာတော့ဘာနဲ့ပြောမှမသိဘူးအဲ့နာမှာတိုက်ပွဲဖြစ်တယ်ဆိုရင်တော့ဒါပြောလို့ရတယ်အဲ့နာတိုက်ပွဲမဖြစ်တာအဲ့နာမဖြစ်ဘူးဖားကန်တွေကအဲ့နာမှာမဖြစ်ဘူးရှားနေမှာဖြစ်တာဒါပေမဲ့ပြဿနာအဲ့နေရာမှာကွဲလို့ဆိုစစ်တပ်ကပြစ်ပါတယ်လို့ဘယ်လိုပြောမှမသိဘူးဖြစ်တယ်သို့တော့တချို့ကတော့ဘာလို့သူ့နှမကလေးမွေးလေစစ်တပ်လောက်တာလို့ပြောတဲ့ကောင်ကြီးကတတ်ရှိသေးတယ်သူ့မေကလေးမွေးလေစစ်တပ်လောက်တာသူ့မေဘိုက်ကြီးလေစစ်တပ်လောက်တာသူ့နှမကလေးဘိုက်ကြီးလေစစ်တပ်လောက်တာဆိုပေါ်ခြင်းတဲ့ကောင်ကတတ်ရှိတယ်အဲ့ကောင်ကျတော့ခုနစစ်တပ်လောက်တယ်လို့ပဲတောက်អော်တာဟုတ်တာမဟုတ်တာခဏထားပါတော့ကျွန်တော်အဲ့ဒါကိုပြောချင်ဟုတ်တယ်မဟုတ်တယ်ချော်လည်းမသိဘူးဒါပေမဲ့ဟုတ်တာမဟုတ်တာခဏထားခေါင်းစဉ်ကဘူးလေစစ်တပ်လောက်တာသူကဒီလိုဘာတော့ခရုတ်လိုက်ချော်လိုက်လေစစ်တပ်လောက်တာဒီလိုညှို့ထုတ်နေတာဒီအုပ်စုကအဲ့လိုအုပ်စုကရှိတော့လက်ညှို့တန်းထိုးတာဆိုတော့ဟုတ်တာမဟုတ်တာခဏလက်ညှို့တန်းထိုးတာပဲဆိုတော့ဒါကပောက်ကွဲမှုကြောင့်တိတ်ဆုံးဖြစ်သွားတယ်လူထိခိုက်တရားရှိသွားတယ်ဖားကန်မှာဖြစ်တယ်နောက်တစ်ခုကျတော့အဲ့ဖားကန်မှာတစ်သုံးလုံးလောက်ကွက်ဆိုတာရှိတယ်အဲ့မော်စီသားတစ်သုံးလုံးလောက်ကွက်ရှိတယ်တစ်သုံးလုံးကလည်းနာမည်ကြီးတယ်ခင်ဗျားတို့သိရတယ်တစ်သုံးလုံးကနာမည်ကြီးတယ်စာတင်ကျောင်းတော့ဖြတ်ပြီးကြောက်တူးမယ်ဆိုလို့တဲ့အုပ်စုနော်တစ်သုံးလုံးအုပ်စုကကြောက်တူးဖို့အဲ့လို့တဲ့အုပ်စုအဲ့တစ်သုံးလုံးလောက်ကွက်ပိုင်ရန်တရားတွေနော်ကြောက်တူးတဲ့ရန်တရားတွေကိုတက်ကမီးရှို့လိုက်တယ်ဆိုတော့တရင်ဒီနေ့ထွက်လာတယ်မီးရှို့လိုက်တယ်ဆိုတော့ဘာလို့မီးရှို့လဲဆိုတော့တက်ကအာလကပါနေမီးရှို့လာဆိုမဟုတ်ဘူးတက်ကသွားမီးရှို့ပစ်လိုက်တယ်ဆိုတဲ့တရင်ကအဲ့နေမြေကန်ဒေသခံတွေပြောကြတယ်ဒါပေမဲ့ပြဿနာကထူးခြားတာကမီးရှို့လိုက်တဲ့ရန်တရားတွေကတချို့ကပြောတာတော့အဟောင်းကြီးဖြက်စီးပြရမယ့်အရာတွေတဲ့ဒါပေမဲ့တက်ကလုံးဝဒီညောင်ကြောက်တူးတော့လက်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့မီးရှို့တဲ့ပုံစံမျိုးကြောက်တူးတော့ကန့်ကွက်တဲ့ပုံစံမကြိုက်တဲ့ပုံစံမျိုးနဲ့ရန်တရားတွေမီးရှို့ဖြက်စီးလိုက်တဲ့ပုံစံမျိုးတရင်တွေရေးကြရမယ်အခြားတစ်ဖက်မှာတော့အဟောင်းတွေကိုမီးရှို့နေကြထုံးစံတိုင်းမီးရှို့တယ်လောက်ကွက်ပြပြီးရှို့တယ်ပေါ့ဗျာအဲ့လိုမျိုးပြောတယ်လို့တချို့ကပြောကြတယ်ဒီလိုဖြစ်စေကမူအဲ့မီးခုနဘာကန်အဲ့တစ်သုံးလုံးလောက်ကွက်တဲ့ရန်တရားအချို့မီးလောင်ပျက်စီးသွားတဲ့ဖြစ်စဉ်တော့ဖြစ်ခဲ့တယ်ဒီနေ့လည်းဖြစ်တယ်ဒီနေ့ပဲဖြစ်တယ်အဲ့တော့ဒီဖြစ်စဉ်တော့ကွက်တစ်ပိုင်းနဲ့80နောက်ဆုံးဖြစ်တယ်ဒါပေမဲ့နေရာမတူဘူးဆိုတော့တိုက်ခတ်ပြစ်ခတ်မှုတွေဖြစ်လာဆိုတော့မဖြစ်ဘူးဒါပေမဲ့အခြားနေရာမှာဖြစ်တယ်ဖားကန်တွေမှာတက်ခဲ့စစ်ကြောင်းတွေစိတ်ဝင်ပြတ်နေတာရှိတယ်ဖားကန်မှာတက်ကဘာလို့စိတ်ဝင်ပြတ်နေလဲအချိန်တိုင်းတက်ကဘာလို့မှလဲဒီဖားကန်ကိုပြန်လဲသိမ့်ပိုင်နိုင်ရေးဖားကန်ပြန်လဲစိုးမိုးရရေးတက်ကလုံးမလားမလုပ်ဘူးလားတော့ကျွန်တော်မသိဘူးဒါပေမဲ့ဖားကန်ကိုတက်ကပြန်လဲစိုးမိုးဖို့လိုရတယ်ဟုတ်တော့အဲ့လိုစိုးမိုးမှာနိုင်ငံပိုင်ရတနာတွေကဒီတခိုးကြဘိုးတွေတပုံတွေလက်ထက်မရောက်ဘဲနဲ့နိုင်ငံတော်ကပြန်ထိသိနိုင်မယ်ပြီးရင်ဒီလက်နက်ကင်တပုံတွေကိုလည်းပေးစားရတယ်လေးချိုးတချိုးတို့၅ချိုးတချိုးတို့အဲ့လိုပေးစားရဇလန်တွေရှိတယ်အဲ့ဒါတွေကနောင်မှအေးစိပြောမှာပေါ့နော်အဲ့လိုပေးစားရတယ် KIA တွေကတအားရတယ်တက်ကရရှိလေရှာမှာပေါ့ဗျာခင်ဗျားတို့တက်ကရရှိလေရတယ်နော်တက်ကရရှိလေရတယ် KIA တွေလည်းရတယ်နော်ပြီးတော့အဲ့မှာ KIA ကချင်တချို့ကချင်တွေလည်းရတယ်အဲ့တော့ပြောရရင်တော့ရဲတွေလည်းရတယ်ထွေဦးတွေရအဲ့မှာအကုန်ရပတ်လဲရတယ်သတင်းတောက်ကြောင်ရတယ်ပုံလေးပြောအဲ့လိုရတဲ့နေရာကြီးဆိုတော့ဒါပေမဲ့နိုင်ငံတော်မရဘူးနိုင်ငံတော်မရဖြစ်တယ်နိုင်ငံတော်ရဖို့လိုတာကျွန်တော်နိုင်ငံတော်ရသေးချင်တယ်ဒါပဲအဲ့တော့တက်ကဒီနေရာကိုပြန်စိုးမိုးမှုယူပြီးတော့ KIA တကောင်းမဝင်လာနိုင်အောင်နဲ့တရားဝင်ကြောက်တူးဖို့ဆိုတရားဝင်တူးမောင်ကိုမတူးနဲ့တရားဝင်တူးပြီးတော့နိုင်ငံတော်ပတ်စံရတဲ့ခွန်ခိုင်းရဖြစ်စေတယ်မတူးသေးချင်းဆိုလုံးဝပိတ်ပလိုက်အဲ့လိုလို့ဆိုရင်အခုတက်ကစစ်တောင်းတွေဝင်နေတယ်လို့ကြားတယ်ဝင်နေတဲ့ကာလခိုက်တယ်မှာဒီလိုစရိုက်ဖြစ်သွားတဲ့ဖြစ်စဉ်တွေဖြစ်သွားခဲ့တယ်လို့ပဲကျွန်တော်တို့ပြောချင်တယ်အဲ့တော့ဒါကတော့ဖားကမှာဒီနေ့ခေါက်ဖြစ်တဲ့ issue လေးအကြောင်းပြောတာပါအဲ့တော့ဒီနေ့အပိတ်လေးကတော့နှစ်ကြောင်းနှစ်ခေါင်းနဲ့ပဲပြောမယ် TNL ကြောင်ချော်ချားတွေဖြစ်လာပြီလားဆိုတဲ့မိကုန်းမှာဘာလို့ဆိုတော့ TNL ကပြီးခဲ့တဲ့တိတ်မကြတဲ့ရက်ကမှာသတင်းစာရှင်းလင်းပွဲတစ်ခါလုပ်တယ်အခုလက်ထပ်ရှင်းအောင်ပဲသတင်းစာရှင်းလုပ်ချင်တယ်တဲ့မီဒီယာတွေသူတို့ရှိပို့ပါမိကုန်းတွေပို့မေးပါသူတို့ Zoom online ကနေပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်ဆို TNL ကြောင်တိုင်းထားလုပ်နေပြီ TNL ကျ TNL ဘေးကြတဲ့တွေ့တော်တော်ဘေးကျန်တဲ့တွေ့နေပုံရတယ်ကြောင်တိုင်းနဲ့သတင်းစာရှင်းလင်းပွဲလုပ်တာနှစ်ခေါက်ရှိပြီဒီပြောရင်ရက်ပေါင်း20အတွင်းမှာနှစ်ခါရှိပြီတလားတော့မပြေသေးခင်မှာနှစ်ခါရှိပြီသတင်းစာရှင်းလင်းပွဲထားလုပ်တာအဲ့လောက်ထိဖြစ်နေတယ်ဆိုတော့ TNL ဘက်မှာတခုခုတော့သူတို့မှာအကြက်တဲဆိုင်နေတဲ့ကိစ္စတခုရှိလိမ့်မယ်ဘာရှိလဲတော့ကျွန်တော်မသိဘူးအဲ့ဟာထမင်းခန့်နေရလားတရုတ်ကအတင်းပိတ်လိုက်တာလားစစ်တပ်ကဖိအားပေးတာခံပြီး KIA ကတွန်းချက်ပြီးတော့တရုတ်က KIA စစ်တပ်က3ခုပဲဂျားမှာညှက်ပြီးတော့ KIA ဘွားပြတ်တော့မယ်တရားလို့သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့အတန်ကျကျထွက်နေရလားတော့မသိဘူးသတင်းစာရှင်းလင်းပွဲလုပ်မယ်သူပြောတယ်ဒါပေမဲ့ကျွန်တော်တို့ NP News အုပ်စုတော့သူတို့ပေးဖို့မှာမဟုတ်ဘူးသူတို့ရဲ့ဟောဘာလို့ကျွန်တော်တို့ email ပို့ပြီးတော့သတင်းစာရှင်းလင်းပွဲတက်ဖို့ပြောတယ်ဒါပေမဲ့ကောင်ကြောက်တယ်ထင်တယ်လက်မခံတော့လဲမတက်ဘူးပေါ့ဗျာရှင်းလေးကျွန်တော်တို့ကတော့ကိုယ့်ရဲ့လှုပ်ထုတ်လို့တိုင်းတရားဝင်မင်းတို့ပို့တယ် wise interview မင်းတို့မေးခွန်းမေးခံရရင်ငါတို့မေးမယ်ဆိုပြီးတော့ပြောပြကျွန်တော်သူမဖြေတော့ဆိုတော့ဒါပါပဲအဲ့တော့ TNL ကြောင်ချော်ဖြစ်လာပြီလားလို့ပဲမေးရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကိုယ်ရည်ရှိပါတိုင်းပြည်ကိုစေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ကော်လော်ဝါတီဗီပျော်နေတဲ့လူမိုက်လူရန်ကလူသားအကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လေမေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ good night Thank you